တရားတော်ကိုချစ်ခင်တရားတော်ကိုနှစ်သက်တရားတော်ကိုမြတ်နို့တန်ဖိုးထားကြကုန်သောအလုံးသောတရားနာပရိသတ်ပေါင်းတော်ကောင်းတို့အားကောင်းတို့ရရဂါထာကောင်းတို့ရရပါဠိတော်များဖြင့်အခြေခံတန်စာစဉ်၍ဟောကြားအပ်သောတတိထားသာနေကြပါတရားတော်ပြိတ္တရဲ့ဗာတရားတဲ့ထိုတရားဒေသနာတော်ကိုဟောကြားမြည်ဖြစ်ပါသောကြောင့်တရားပိုင်ရှင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုရှေခိုးကြရအောင်အလုံးသောကြောလည်းကြတဲ့ယောဂီတော်ရှင်ပြိတ္တပေါင်းများစွာကလက်အုပ်ကလေးတွေခြေမြတ်စွာကလေးတွေချ၍ဘုရားကိုယ်တော်အာယုံပြုပြီးတော့ထားကြပါအလုံးသောကြောလည်းကြတဲ့ယောဂီတော်ရှင်ပြိတ္တပေါင်းများစွာကမဟာဗုဒ္ဓဝင်ပနာစဉ်ဆိုတဲ့ဘုရားရှိခိုးနဲ့ညီညာဖျားဖျားရှိခိုးကြရအောင်အလုံးညီညီလေးဘုရားရှိခိုးကြရအောင်ဗျ68နှစ်တက္ကရာမဟာကဆုံလာပြီတောက်ကြမှာလုံးမနီသာယာအိုရင်တွင်ဗုဒ္ဓဘွားမြင်ခြင်းကပိလဝတိုင်ဌာနေသုဒ္ဓရဏတို့ဆံရပြေမာယာဒေဝီမေဘယဗုဒ္ဓမေဘမြတ်ဗုဒ္ဓလောင်းမြတ်ငေနာမီတိဋ္ဌထာလို့ခေါ်ပါသည်ယတောဒေဝီကျင်ရမြောယာဟုလာခေါ်တဲ့တတယောကျွေမွေပြိုစုရွရရှာမိတွေတော်ကြီးခေါ်ရမိပါ16နှစ်မာထေပြိုလေမင်းစီစိန်သက်73နှစ်29နှစ်ရောက်ချိန်မလဲလောကီစွန်လျက်တော်ထွက်ပေတောမြိုင်ဘွေဝဲအာမန်ဝဲဒုက္ခရာဇရိယာ6နှစ်ကျင်တရား3ခုတက္ကရာမဟာကဆုံလာပြီနေဗုဒ္ဓမင်္ဂဗျာကိုအောင်မြင်လေလောကထောထာဖယားဖြစ်ဖယားဖြစ်လို့နလာကြဝါဇိုလာပြီစနေမှာမိဂရာဝံသာဆုံးတော်ပင်စဝကိဓမ္မစဟော45နှစ်ကာလကြာတိုင်းပြည်မြို့ပြနေရကဒေသဇာတိကြွားချိန်မပြတ်တရားစီကြီးရိုက်တီးလျက်သတ္တဝါများချမ်းသာစေကိုအားစိတ်အမနမနေ
သစ္စာလေးတွေသိစေတော့တတ်တော်80ပြည့်ပြီပေါ့ဝါ45တက်80ရာ48တက္ကရာကျော်အင်္ဂါနေဝဲကံဆုံးလာငါတို့မမေ့ကြမန္လာမင်းတို့စန္ဒာနေကိုယ်တေနာယုံပြေအင်ချင်းဆုံးကြီးဥယင်တဲ့ပရိနိဗ္ဗာန်ဝင်စံွယ်မြတ်ဗုဒ္ဓရဲ့ဂုဏ်တော်မဟာအောင်မေလို့ဖြင့်မြောကားသာစေပြာလက်ကိုထိမ်မှမို့ရှေခိုးပါဤဖယားစေပြာလက်ကိုထိမ်မှမို့ရှေခိုးပါဤဖယားစေပြာလက်ကိုထိမ်မှမို့ရှေခိုးပါဤဖယားသာဓုမဟာဗုဒ္ဓဝေပနာစင်ဆိုတဲ့ဘုရားရှိခိုးနဲ့ညီညာဖျားဖျားရှိခိုးပေးတဲ့နောက်စัจ java လာနန္ဒမကြီးကြတဲ့လူနဲ့မြတ်သတ္တဝါပေါင်းတဲ့တကဝမကွေးတိုင်းဒေသကြီးမကွေးမြို့ဝန်းကျင်တွင်မှာတရင်သုံးဆံပြောနေထိုင်တော်မူကြတဲ့ရရှင်လူယောဂီသူတော်စင်ပရိသတ်တွေကိုမေတ္တာပို့ကြရအောင်အလုံးညီညီလေးမေတ္တာပို့ကြရအောင်ဗျစัจ java လာအနန္တ၌လုံးစုံခတ်သိမ်းတတ္တဝါတွေကိုမတတံပူပန်ဆွဲတဲ့ကိုစင်ရဲ့လက်ကင်ပါစေဘေးအတန်တန်ရအပေါင်းတို့ဘယ်ခွာတိန်လို့ငြိမ်းပါစေစိတ်မာတန်တန်ပူပန်ဆွဲတဲ့စိတ်စင်ရဲ့လက်ကင်ပါစေစင်ရဲ့ကုန်ခန့်နိဗ္ဗာန်စံမြတ်နိုင်ပါစေဧရာကဗုဒ္ဓဟောကြားမေတ္တာထားပွားတဲ့အတ္တမဘေစัจ java လာအနန္တ၌လုံးစုံခတ်သိမ်းနှပြမာတွေကိုမတတံပူပန်ဆွဲတဲ့ကိုစင်ရဲ့လက်ကင်ပါစေဘေးအတန်တန်ရအပေါင်းတို့ဘယ်ခွာတိန်လို့ငြိမ်းပါစေစိတ်မာတန်တန်ပူပန်ဆွဲတဲ့စိတ်စင်ရဲ့လက်ကင်ပါစေစင်ရဲ့ကုန်ခန့်နိဗ္ဗာန်စ
Samyanai Maze Eraga Buddha Hoja Medatra Boare Atamabe Magwita in twins and Biojade Magwimi over twins and Biojade Shilu Amya Chandaze Peking Maze so trade down low Bayam Pao Wejaze Gong Yu Luya Mandamiare Yuega Darai Pizonze Erama Koyo Seyo Nye Chanda Male Adi Tiadogo Yote Doiriya Bo Mianda Doiriya Bo Tinte Doiriya Bo Dwene Nayo Nanya Babi Shinadana Meda Boayo Luda Rango Kunyimi Sodi Zambo Adai Chizroja Magwe Zero Viaji Uzi Di Town Pansen No Mugadi Karuna Shimya Namu Gunyi Adini Izaguna Nebi Adudama Davem Poema Damadana Amadadana Gudo Shimya Pijare Daindedaji Uzimu Ukamawen Yonjayemu Tomo Mowen Latau Yonjayemuro Amuda Yue Dankayai Mune Zaibyo Uzidana Midazo Mianendawa Dodia Nabreda de Adwa Hona Gino Bemedea Amiga Dadi Tada Nejabare Breda Badeare Dadi Shilo Horala Dadi Majilo Horala Milo Horala Mamelo Horala Doada Lara Nera Daina Zara Dauda Wada Mura Biena Zena Ahoda Gombi Dagaza Dobe that way Mile yo Bosabi Nijaya de Melo Nija de Balu Nija de Ori Magui Malagan Le Bombo Mandalema Chausanala Mashi de Garengaya Sure Siyongu Yaut de Siga like that A Yuju Tana Sange Azirim Shallow Ka Azim Shallow Chojalo Lelo Biolo Lenjalo Zobiro Dobe Dade The Didi Milio Bosa di Nidia Daja Taikai Dadwe Chudadwe Ledade Miaumiaza Twigelo O Luda de Luda Denga Milio Bosa Nijaya de A Jew again in Mialavi Parimia Babjelo Jew can The Didi Mashiro the Didi Mini the Adwada Jando Garunashin Lumugunyi Adin Namugunyi Adini Malaja de Bay that day Adwa Mamea Ao The Dishia on Sore and the Ape The Ditata Nejaba Adeade
အပမရောအမတံပတံပမာဒောမေဇုနောပတံအပမတနာမိယံတိယေပမတယထာမတာဆရာတော်တိုင်းလားဟောဘုရားရှင်တိုင်းငါဟောတယ်မာတကရ103ခုနှစ်ကစုံလာပြီဗုဒ္ဓနေဘုရားဖြစ်တဲ့အချိန်ကစားပြီးတော့လောကရဲ့ဝိနည်းသတ္တဝါတွေအတဘုရားရှင်ကိုယ်တော်မြတ်ကြီးကအပမဒေနသမာဓိထာမဟုတ်ဘူးလားဟောလားဝိနည်းရဲ့သုတ်တန်ရဲ့အဘိဓမ္မာရဲ့ပိဋကဘယ်နှပုံဓမ္မခန္ဓာပေါင်း84,000ရှိတဲ့အထက်ကဝိနည်းကစီကန်းတဲ့ဝိနည်းကပါတယ်လေသုတ်တန်ကနီလန်းတဲ့သုတ်တန်ကပါတယ်လေအဘိဓမ္မာကကိုခြင်းတရားတဲ့အဘိဓမ္မာကဝိနည်းကပါတယ်သုတ်တန်ကပါတယ်အဘိဓမ္မာကစီကံနေရှိအောင်နီလန်းနေရှိအောင်ကိုခြင်းတရားတွေရှိအောင်လို့ပိဋက3ပုံဖယားမဟုတ်ခဲ့ဘူးလားဟုတ်ခဲ့လားဒါကြောင့်ဝိနည်းတွေကသီလကိုထုတ်လိုက်ပါဝိနည်းတွေကဘာထုတ်မှာတော့သီလသုတ်တန်တွေကဘာထုတ်မှာတော့ပွဲပေါင်းဘလောက်တဲ့တော့40ပွဲပေါင်းဘလောက်တဲ့ဝိနည်းတွေကနေပြီးတော့ထုတ်လိုက်တာကသီလသုတ်တန်တွေကထုတ်တာကသမာဓိအဘိဓမ္မာလို့ခေါ်တဲ့ကိုကျင်တရားတွေထုတ်တာကပညာလေဟဲ့ဒါလေးကိုနော်သီလရဲ့သမာဓိရဲ့ပညာရဲ့ဘယ်နှပါးရဒါကြောင့်ဝိနည်းသုတ်တံအဘိဓမ္မာပိဋက3ပုံတွေကအနှစ်ချုပ်လိုက်တော့ဘောဓိပက္ခယတရား30နဲ့38ဖြာကမင်္ဂလာတရားလေးတော့ဒါကြောင့်အကောက်တွေခဏလွဲသွားတာမို့လားထဲပေးတာလွဲကုန်ပြီဘောဓိပက္ခယတရား30နဲ့တပတ်ဘယ်ကပို့သွားတော့စောစောကတဲ့ပေးတာနော်ဘာပေးတာတဲ့ဘောဓိပက္ခယတရား39ပါးကိုအနှဲချုပ်လိုက်တော့မဂ္ဂင်ကစာရွက်တွေနဲ့မှတ်ကုန်ကြပြီမဂ္ဂင်7ပါးကိုအနှဲချုပ်လိုက်တော့တတိပဋ္ဌာန်က4ပါးအဲ့ဒီတတိပဋ္ဌာန်ကိုအနှဲချုပ်လိုက်တော့တတိပိဋက3ပုံအနှဲချုပ်လိုက်တော့ဘာတစ်လုံးရတာတတိကိုဒုဗေဒတိနားလေအောင်ပြောရရင်အပမာဒတဲ့မမေ့နဲ့45ဝါကာလပတ်လုံးတိုင်းငံပြည်နယ်အသီးသီးလဲပြီးတော့မမေ့နဲ့ပြိတ္တိဟောခဲ့တဲ့အချိန်ပေါင်းမြောက်များစွာဒါပေမဲ့မေ့တာနဲ့မမေ့တာဘာကမများလူတွေမေ့တာမပြောနဲ့ဘုံတောင်စောစောကလေဘာတန်ကြောင့်ကကဲကိုတော့9နာရီခွဲပြီးကြွစို့တယ်အမဲကိုကလည်းသင်္ကန်းလေးယူထွက်ချလာတာပဲဘာမေ့တုံးဆိုတော့ပခုံးတင်မေ့နေခဲ့တာလူတွေမေ့တာအတာထဘုန်းကြီးလေဒါတောင်ရိတ်တာမှာဝိပဿနာတရားဟောနေတယ်ဆရာတော်တွေနော်ဒါကြောင့်ပြည်သူပြည်သားတွေကိုတော့မမေ့နဲ့လို့ဟောကြားနေတဲ့ဆရာတော်တန်ဃာတော်တွေလည်းပဲမေ့နေကြပြီမေ့လို့နေရင်သေတတ်တယ်တဲ့မေ့လို့နေရင်အပမရောအမတံပတံဗမာတော်မိဇုနောပတံအပမတနာမိယံတိယေပမတယထာမတာကထာလေးတို့ပိတ္တကြားဘူးတယ်နော်
Abamaro Amadam Badam Bamado Mamilio Jendi Madam Madejin E Amadam Madejin E One neighbor Ibadan Ajang de Ababedi Bamado Mizuno Badam Bamado Zuraga Meliora Mizuno Zuraga Tira Badanga Ajang Me Neyin Tira Ne Adudu To Me Nide Luma Mari Duebula Doromia Neatana Raima, many the Boguri, Duebure, no? I don't mean the Bogomia Capito Legolo Yala Turu Biolo Yala Daddy Belo Yayela Tazwe Mene and Bane Adudu Matubula Tula Abba Madanami Yandi Mamiliore Bogoro Mamiliore Bogorega Made Naimure Made Onlo Dadi Tada Nejaba Mayalabia Yiba Madayata Madam Milio Durodi de Duro Ne Dudu Sodo Ke Karuna Shemalaya Vidiana Jareveda Dega Mire Bogorilla Mamire Bogorilla Mamilo Yauda Bo Yaudoyo Brede Bane Ladon Soro a deep badine Lada Bane Lada a deep badiga Banaba Bade Bade Edade Sanda Dibadi Sana Namayodagana Damananda the Motana Nesarubana Adibadi Bizina Bizio Widia Dibadi Widia Namayodagana Damananda the Motana Nesarubana Adibadi Bizina Bizio Seda Dibadi Seda Namayodagana Damananda the Motana Nesarubana Adibadi Bizina Bizio Widia Dibadi, Wimanda Dibadi, Wimanda, Nabyodagana Damana, Dan the Motana Nenzarubana, Adibadi Bezina, Bezeo, Panabale, Sandaye, Widia ye, Sedaye, Wimanda ye, Banabane Lara. Ngaro de Karuna Shemia Tuambiro de Anameso de Sanda Mashibula Shila Eri Sandali Psheboro O do Sozo Tuamani Ayame Wari Aline Saibiro Malabula Lala Mayalabia Yao Jona Kuala Ji Laido O Maniga Mapapune Dure Mane Songa Dolly Melojimia Songa do Babio, the video of a cherry thing called the half yard. Bazua Mia Bagan and Bida Jalo, no? Back out that here. Okay. Part what that is. Diva, no? They were the Namabasha Jabu. They are the Eranes Aila. Can go top ban low, but they die sign up. Havia Mayalabia Magone Lanjoni, Ponymiaga, Uzemiaga, Uti Beba Mala Losa Lili Losa Bade Pusia of Yaji. That door Tenshashi is a Nonga Serogia Langajong Kapia Langajong Yembak Kapia Lana Chongli Tong Pia. The Gadioga Aya Bayane Gauda Nangan Net. Now Niganele Toyom about Doja Baludo Zero. Tagapio Zero be the Ganan Luere Pea. Hey Taganga Mele Mabimi Bala A Shimbeave Nga Neso Hope who the guy ye Tagale Matuva Nengale Maturo Bunga Thing and Naso Janora Mayala
တို့ကြဒီကိုတော့ကပရိသေစောစောကလေးကတရားနဲ့ဓမ္မမန်တိုင်းဆိုတာနာမည်ရပြီးသားရွှေတကားကြီးလေတို့ကြချဲပေးတဲ့ကိုတော့ဖြစ်နေအောင်မယ်ချဲပေးလာဗျာပေးပါမိမိရဲ့တရားစန္ဒတွေနဲ့တရားနာလာကြတော့နံပါတ်1စန္ဒရှိလို့ရောက်လာတယ်နံပါတ်2ဝရိယအထုတ်ပြီးတော့ရှေ့ဆုံးကနေရာရအောင်ယူတယ်စိတ်ဓာတ်ကနေမှတ်မှတ်သားသားပြိတ္တရေမတ်တရားတွေပေါ့အောင်တရားနာတယ်။ဩဒီလိုသဘောသဘာဝတွေရှိပါလားဆိုတော့ဝိမန္တာစဉ်းစားဆုံးဖြတ်သုံးသပ်တဲ့ပညာတရားနာလို့ရတာဘာနာလို့ရတာအလုံးလိုက်ဆိုမဲ့တရားနာလည်းရင်တရားရွှင်ပညာအတိတိုးတရားနာလည်းရင်တရားရွှင်ပညာအတိတိုးဆိုကြည့်နှခအဓိပတိတွေတက်ပြီးတော့လာကြတဲ့တရားနာပရိသတ်တွေစန္ဒရဲ့ဝရိယရဲ့စိတ်ဓာတ်ရဲ့ဝိမန္တာရဲ့အဲ့ဒီလေးပါဦးစီးလာတော့အမှန်မဆုံးဖြတ်တတ်ဘူးလားဆုံးဖြတ်တတ်လားမေ့တာမမေ့တာမဆုံးဖြတ်တတ်ဘူးလားဆုံးဖြတ်တတ်လားဒါကြောင့်မလို့တရားနာရတဲ့ဂုံကျေးဇူးတွေကြောင့်ဒုဗေဒတ်တွေတရားလဲအကောင်းလာတယ်ဘာအကောင်းလားတတ္တဟတိတိတတ္တဆိုတာကယုံကြည်မှုဘာကိုယုံကြည်တာလဲဆိုရင်ဗုဒ္ဓတေသူပတ္တာတော့ဖယားကိုမယုံဘူးလားတရားကိုရောသံဃာတော်ရှင်သူမြတ်တွေကိုရောမိဘဆရာသမားတွေကိုရောကံဤအကျိုးတရားတွေကိုရောယုံရင်ကြည်တယ်မယုံရင်မှန်ရလားဗျာဒါကြောင့်မနေ့ညကမြတ်ဒုဗေဒတ်တွေမိဘနဲ့ပတ်သက်တဲ့ဂုံကြီးစုတွေဟောပေါ်ညွန်ပြလိုက်တော့ပြိတ္တိတိတင်သလောက်သိမသွားဘူးလားဒါကြောင့်တရားနာလျင်တရားရွှင်ပညာအတိတိုးပညာလဲတိုးတယ်အတိလဲတိုးတယ်ဒါကြောင့်တရားများနာကြပါအလကနေရင်အလကသိမယ်အလကနေရင်မှန်ရလားဗျထမင်းစားပြီးသေမဲ့ရက်စောင့်နေကြတာပါတယ်မသိတဲ့ပုဂ္ဂိုလ်လို့အမတန်ကဘာမှာနိုင်ငံကြီးသွားတဲ့ကဘာမှာနာမည်ကြီးသွားတဲ့မိုက်ကယ်ဂျက်ဆင်မသိအောင်လို့သူနာဆရာအောင်ပေါင်းမြောင်များစွာထားသူစားမဲ့အစာအသောက်ကိုကျမ်းမာရေးဓာတ်ခွဲဖို့ကဆရာဝန်တွေခန့်တယ်ဘယ်ချိန်မှာအေးရမယ်ဘယ်ချိန်မှာထားရမယ်လူပေါင်းမြောင်များစွာထားခဲ့ပေမဲ့လို့အသက်100ကျော်နေခြင်းလို့ဆိုပြီးတော့စေဝါမျိုးစုံသုံးဆွဲခဲ့ပေမဲ့လို့ဘယ်လောက်နဲ့သေသွားတော့အသက်ကိုဘာသာကိုသာရှာကြတော့ပြီးတော့ဘူးနော်ကိုဘာသာကိုရှာကြသူများပြောတဲ့အတိုင်းလေးပဲမှတ်လည်းမထားဘူးနော်မက်ကကျစင်ဘယ်လောက်မှသေတယ်ဆိုတာအဲ့ဒါတော့ကြပြောရတာမဟုတ်ဘူးခဏဘာနေတော့မနေ့ကရှောင်မကောင်းတယ်ဘူးနော်အသက်ရှောက်ကောက်ပြီးတော့လုံနေအောင်မဆိုလို့ပြောရတာမဟုတ်ဘူးနော်ဒါကြောင့်စေဝါဒစားတွေဘလောက်ပင်ပေါ်များနေပေမဲ့လို့မသိမဲ့ပုဂ္ဂိုလ်ရဲ့လို့မေ့ရမှာလားမမေ့ရမှာလားတတိထားတာမှန်ရလားဗျဒါကြောင့်ဦးဇင်းတို့မြန်မာနိုင်ငံကြီးမှာကံနေထိုက်လို့ကတ်တွေဆိုင်နေပြီကံနေထိုက်လို့ကံဘယ်နှပါတော့ပြောနားထောင်ကြည့်မယ်အတက်ကြလာလို့မာတုကာတကံပိတုကာတကံအရဟံတကာတကံလောဟိတုပ္ပါဒကံသံဃာဗေဒကကံဘယ်နှပါတော့တော်လိုက်တာ၅ပါးတဲ့အမိတ္တကံ
အဖသတ္တကံယဟနာသတ္တကံဖယားသွေးစိမ်တီအောင်ပြုတဲ့ကံဘဏ္ဍပါလွန်ကျူးကြသလားမလုံဘူးလားလုံလားအဲ့ဒီကံ၄ပါးကိုတော့လုံနေကံဘဏ္ဍပါလုံနေနောက်ဆုံးတစ်ပါးကတန်ခဗေဒကကံတန်ခါတွေတစ်ပါးနဲ့တစ်ပါးမတည့်အောင်ဂုံတိုက်တဲ့ကံအခုမြန်မာပြည်မှာနိုင်ငံတော်တန်ခါမဟာနာယကဆိုတဲ့ဆရာတော်တွေနဲ့နည်းနည်းလောက်တော့ပြောမယ်နော်တန်ခါပိုင်းဆိုင်ရာနော်အောက်ကတန်ခါတွေနဲ့တဲထားနဲ့မတဲထားဟုတ်တယ်နော်တောင်ကျောင်းဘုံကြီးနဲ့မြောက်ကျောင်းဘုံကြီးတဲထားနဲ့မတဲထားအရှေ့ကျောင်းဘုံကြီးနဲ့အနောက်ကျောင်းဘုံကြီးတဲထားနဲ့မတဲထားဒါကြောင့်တန်ခါအချင်းချင်းကမတဲတာလားလူတွေကခွဲတာလားသိပြီးတာပါမီဒီယာကခွဲလိုက်တီဗီတွေကခွဲလိုက်ဘာကိုတော့ညာကိုတော့ဟိုကိုတော့ဒီကိုတော့ကိုတော်ပေါင်းမြောင်များစွာသတင်းစာတွေလည်းရေးတယ် Facebook တွေကလည်းပဲလွှင့်နေဒီကိုဆရာတော်ဘုရားကြီးလည်းအစောကခံရပါကျော်ဆရာတော်ဘုရားကြီးတွေလည်းအစောကခံရအဲ့ဒီစောကားတဲ့ပိုးတွေရဲ့အောက်မှာကွန်မန့်တွေကလည်းဘာတွေရေးတော့ကောင်းတာရေးတာလားမကောင်းတာရေးတာလားဒါကြောင့်ဒုဗေဒတ်တွေတန်ခါတွေတစ်ပါးနဲ့တစ်ပါးမတက်အောင်ဘဇူတွေကလောက်တာပြည်သူတွေကလောက်တာအဲ့ဒါကိုဒုဗေဒတ်တွေမြန်မာစကားပုံလေးကဂရုံချင်းတိုက်လို့အဲ့ဒါဂရုံကြိုက်ကံဂရုံချင်းတိုက်တာပါတဲ့အခုလူတွေဘာကံထိုက်နေတာမှန်ရလားဗျာဒါကြောင့်နိုင်ငံမှာရှိနေတဲ့ဘာသာရေးခေါင်းဆောင်ဆရာတော်ဘုရားတွေမတည်တာကအသာထားလိုက်ပါနော်နိုင်ငံမှာရှိနေတဲ့ဘာသာရေးတန်ခါဘာသာခေါင်းဆောင်တန်ခါတွေမတည်ဘူးဆိုမှတော့အောက်ကရက်ကွက်ကအုပ်ချုပ်ရေးမှုမတည်တာကတော့လေပြင်းတောင်ပြင်းသေးတယ်ဟေးပြင်းအုပ်ချုပ်ရေးမှုတွေလည်းရံဖြစ်စိတ်အိမ်ကောင်းတွေကစိတ်ကြီးဝင်ဟာတော့ဟုတ်ဘူးလားဟုတ်လားတကယ်နိုင်ငံမှာအဓိပတိလို့ခေါ်တဲ့ဘာသာရေးခေါင်းဆောင်တွေမတည်တော်မှာတော့ပြိတ္တရဲ့အောက်ပိုင်းပုဂ္ဂိုလ်တွေတည်နိုင်ပါမလားဒါကြောင့်ဦးဇင်းတို့ကျေးဇူးတော်ရှင်မစိုးရင်တိုက်တဲ့ဆရာတော်ဗတ္တန္တရာဇာဓမ္မဘိဝံသားကဘာပြောတော့သိလားတို့နိုင်ငံကယံဖြစ်တာနဲ့တင်အချိန်ကုန်နေတာအပေါ်ကလည်းယံဖြစ်အောက်ကလည်းယံဖြစ်တန်ခါတွေလည်းယံဖြစ်သီလရှင်တွေလည်းယံဖြစ်တာတော်တော်ကြိုက်တဲ့လူမျိုးဗျမှန်ရလားဗျဒါကြောင့်မို့ကြီးပွားဖို့တိုးတက်ဖို့အောင်မြင်ဖို့ချမ်းသာဖို့နိလန်းနေပြောင်းနေကြပြီတတိရှိလို့လားတတိမရှိလို့လားစဉ်းစားလို့လားမစဉ်းစားလို့လားဝေဖန်လို့လားမဝေဖန်လို့လားမေ့လို့လားမမေ့လို့လားသာသနာရဲ့ပုံရိပ်ကြပြီးတော့နေတယ်မှန်ရလားဗျာတတိထားတာဟုတ်တယ်နော်ဒါကြောင့်အဲ့ဒီကံတွေထိုက်နေတဲ့အတွက်ဒါကြောင့်တို့မြန်မာပြည်မှာကတ်တွေဆိုင်တယ်ဘာဆိုင်တာကတ်ဘဏ္ဍပါဩ၄ပါးတယ်လီနောရဲ့မိုင်တဲရဲ့အော်ရီဒူရဲ့ MPD ရဲ့မသိဘူးလေကတ်၄ပါးဆိုတော့ဒါပဲပြောရမှာပေါ့အဘယ်၄ပါးကတ်ရက်ပြည့်ရက်ပြည့်၈ပါးဆိုလို့သတိရသွားပြီနည်းနည်းလေးပြောလို့ရလားရက်ပြည့်ဘယ်နှပါးအဲ့တော့ရက်ပြည့်၈ပါးဆိုတော့လူရှင်တော်တွေပြောတဲ့ရက်ပြည့်၈ပါးလေးနည်းနည်းလောက်ကျောင်းမှာရှိတဲ့တန်ခါက73ပါးရှိတယ်ကျောင်းမှာတန်ခါဘယ်နှပါးရှိတော့
ကျောင်းမှာရှိတဲ့တန်ခါက73မှာဆွမ်းစားလာပင်နာကဘယ်နှပါတော့10ပါဘယ်နှပါတော့အဲ့တော့12ပါးတဲ့က12ပါး12ပါး12ပါးတဲ့ကစောစောကဘယ်နှပါးပယ်သွားတော့10ပါးပြင်မယ်ဆိုတော့ဘယ်နှပါးပယ်ထားတော့အဲ့ဒါပါတဲ့ပယ်ထားတဲ့4ပါးကိုအဲ့ဒါအပယ်4ပါးတဲ့10ပါးပြင်သွားတော့ဘယ်နှပါးကျန်တော့အဲ့ဒါပါတဲ့သဘောပေါက်လားလူရှင်တော်တွေပြောတာနော်အဲ့တော့နမအုပ်ကြီးကလည်းလာရောတဲ့ပြိတ္တရေဘာလို့တော့ရက်တောင်ကြီးပြစ်ချပြီးတော့ပြေးတဲ့တန်ခါက10ပါးတဲ့စောစောကเจ้าမှာကက်ပြီးတော့ကြံနေတဲ့တန်ခါက3ပါးတဲ့ပယ်တာက4ရက်တောင်ပြစ်တာက10ဝင်းထရံကက်ကြံတာကလူရှင်တော်ပြောတာနော်မှန်လားဗျာအေးအခုလဲဒုပိတ္တတွေစဉ်းစားကြည့်မေလျောပောဇာတိနေတရားတွတ်တာကြောင့်ကတ္တိဆိုင်နေပြီကက္ခဗနပါဘာတွေဒုပိခန္တရကယောဂန္တရကသထံတရကဗနပါအရှင်ဘုရားလည်းပေးမှာမင်းတဲ့မပေးဘူး3ပြောလေ5ပြောလေ4ပြောလေ10ပြောလေရှောက်တွေးနေမှာဆိုလို့ပြောတာနော်ရိုးသားလေးဟောတာဘာလို့လေးဟောဒုဗိခန္တရကဒါကြောင့်မြန်မာနိုင်ငံမှာစောစောကမုဒုံတို့ပေါင်းတို့မော်လမြိုင်တို့ရေးတို့မုဒ္ဓမတို့ဘာကြီးသွားတာအဲ့ဒီရေကြီးနေတဲ့အချိန်အဲ့ဒီနေကပုဂ္ဂိုလ်တွေကဒုဗိခန္တရကစိုက်တယ်ချက်စားစရာဓာတ်အိုးကမရှိချက်စားစရာမြေပြင်ရလို့ကမရှိအဲ့ဒီပုဂ္ဂိုလ်တွေပြိတ္တရေဘာကစိုက်တာရခိုင်ပြည်မှာအဲ့ဒီကမစိုက်ဘူးလားရှမ်းပြည်မှာအဲ့ဒီကမစိုက်ဘူးလားမှန်ရလားဗျအကုန်တနိုင်ငံလုံးမှာကတ်ဒီစိုက်ဒါကြောင့်နံပါတ်1ကဒုဗိခန္တရကနံပါတ်2ကယောဂန္တရကဒါကြောင့်တို့ရွှေမကွေးမှာစင်တုတ်ကွေးဖြစ်လာဘုံဘုံဒီမလာခင်တော်တလင်းသတင်းကြွပြီးတော့လေဘုံဘုံဝိတ်က180လောက်ရှိတာအဲ့ဒီဝိတ်ကြီးဘိုက်ကြီးကြခြင်းလို့လေတက်လိုက်ရတဲ့မန်းလေးတောင်အသက်ရဲတဲ့ရှည်တယ်လို့မန်းတောင်ရိတ်ခိုမန်းတောင်သွားတက်တာဝိတ်မကြဘူးအဲ့ဒီမှာဘုံဘုံဟိုမန္တလေးရွှေကြီးမြင့်တရားစခန်းလဲအပီးတူတော်မောင်တွေကစင်တုတ်ကွေးပါလာကဲကျောင်းသားကြီးငါနှိပ်ကြအောင်ဟာကိုနှိပ်တော့ဘာဖြစ်သွားစင်တုတ်ကွေးလဲပါလာတယ်ဘာလို့ပါလာတော့အပိတ်ကြီးတွေဗျာကြောက်ဆရာကောင်းတာစတွေ့ချင်းငါအေးများဆွဲသလားမသိဘူးနဲတဲ့အပိတ်နေမဟုတ်ဘူးမြမပြေမှာအဲ့ဒီယောဂကြားဘူးလားစင်တုတ်ကွေးရဲ့လို့ကြားမြောက်တုတ်ကွေးရဲ့လို့ဒါကြောင့်မြမပြေမှာယောဂတဲ့ပြိတ္တရေကတ်ဆိုင်နေပြီယောဂန္တရကအဲ့ဒီကတ်ဆိုင်တာဒီကံနေပြက်လို့ဘာတွေပြက်လို့အဲ့ဒီကံတရားတွေလုံခြုံရင်အဲ့ဒီကံတွေကောင်းလာရင်ဒီကတ်တွေစိုက်ပါမလားဒါကြောင့်မြန်မာနိုင်ငံမှာဓပေါင်းတွေအတိတ်တွေနမိတ်တွေကပြိတ္တရေပေါ်လာတယ်9-6ခွန်ဝဲရေတွေကြည်လို့ရှစ်စုံမြေကြီးလှုပ်လိမ့်မယ်ကိုးဝဲမြေခါသွက်ရန်လို့အကျဉ်းစာကြီးလှုပ်လိမ့်မယ်သုံးကိုဆင်ဆောင်ငါကိုထိန်လို့ကစိန်ကြီးကိုကြော်ကြမယ်ကြော်ကြကွယ်တပေါင်းဘယ်တော့ငါပေါ်ခဲ့တဲ့ဓပေါင်းလဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း1280ခုနှစ်ကပေါ်ခဲ့တဲ့ဓပေါင်းတဲ့ဘယ်တော့ငါပေါ်လာတဲ့1281အခု1381ဘယ်လောက်ရှိသွားပြီနှစ်ပေါင်း100
ကောလာဟလဆိုတာတဲ့နှစ်ပေါင်း100ကကျိုးပေါ်တယ်ဒါကြောင့်မို့လို့လွန်ခဲ့တဲ့နှစ်ပေါင်း1282ခု81ခုနှစ်ကပေါ်ခဲ့တဲ့ဓာတ်ပေါင်းဟာမြန်မာပြည်နဲ့အံဝင်ခွင်ကြဖြစ်မနေဘူးလားငါးချောက်ခွန်ဝဲရေတွေကြည်လို့ရှစ်ဆုံးမြေကြီးလှုပ်လိမ့်မယ်2015 2016 2019တနိုင်ငံလုံးဘာဖြစ်တော့ကြားဘူးလားမြင်ဘူးလားတွေ့ဘူးလားတောင်ကြီးဆိုတာမြေပြင်တဲတာလားတောင်ပေါ်တဲတာလားဒါကြောင့်တောင်ပေါ်တဲထားတဲ့မြို့တောင်ကြီးဟာဘာတွေကြီးနေတာဟုတ်တယ်နော်ကြောက်စရာမကောင်းဘူးလားကောင်းလားတတိထားတာအမေကြိုက်တယ်လားနော်ဘုံဘုံပေးတဲ့နာမည်လေးနဲ့အခုပြောနေတာလေးနဲ့သဘောပေါက်လားတတိထားတာဒါကြောင့်တို့တရားနာပရိသတ်တွေအဲ့ဒီ2015ရ2016ရ2019ရရည်ကြီးပြီးတော့2018မှာပါလေးလှုပ်လာတယ်တဲ့ဘာလေးလှုပ်လာမလှုပ်ဘူးလားလှုပ်လားငါးချောက်ခွန်ဝဲရေတွေကြီးလို့ရှစ်ဆုံးမြေကြီးလှုပ်လိမ့်မယ်ကိုးဝဲမြေခါတွတ်ရန်လို့အကျဉ်းစာကြီးလှုပ်လိမ့်မယ်အခု2000ဘယ်နှလပိုင်းရောက်ပြီဘယ်လောက်ကြံသေးတယ်ခဏ16ရက်ဘယ်နှစ်ရက်ကြံသေးတော့2019ကုန်ပြီလားဒါကြောင့်အမေရိကန်သတင်းဌာနနဲ့မြန်မာသတင်းဌာနတွေကကြေညာတယ်အိန္ဒိယကပြည့်ရွှေကျော်မြေထုတစ်ခုရဲ့မြန်မာနိုင်ငံစကိုင်းကပြည့်ရွှေကျော်တစ်ခုရဲ့အနောက်ကိုရွေ့နေတယ်အနောက်ကအရှေ့ကိုရွေ့နေတယ်17လပိုင်း2025 26ကမကြေညာဘူးလားကြေညာလားဘာဖြစ်မှာလဲငရင်မလှုပ်ဘူးလားလှုပ်လားလှုပ်တယ်နော်တခါတည်းလားအကျဉ်းချင်းအပန်ပန်အထထခဏခဏဘလောက်လုံးမာတော့ဆိုတော့ Facebook ကနေပြီးတော့နမိတ်တွေပေးနေတယ်ကြံချက်ကမဲသိတယ်နော်ကြံချက်က9လောက်ရှိတယ်ဒါတွေကနမိတ်ကပါသေးပြိဋိဘပါတယ်ထမင်းဝါအောင်စားထားဘစုပြောဖယားတရားတန်ခါမိဘဆရာသမားဦးကြည်ဦးလေးဘာကြီးဘာတွေအကူအမတွေကိုစော်ကားတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီ2019ငရင်ထဲမှာပါလိမ့်မယ်တို့ပရိသတ်တွေပါမဲ့ပုဂ္ဂိုလ်ပါရဲ့လားပါလို့မပါတာတရားနာလို့မပါတာအလုံးလိုက်ဆိုမယ်နာကိုတောင်ရှိသာဓုတစ်ဘာကြရှေကိုတစ်လို့လည်းလုံးမနေနဲ့ဟောပြောရတာမဟုတ်ဘူးဒိုးပေးတတ်တယ်နော်လိုက်ဆိုမယ်နာကိုတောင်ရှိသာဓုတစ်ဟောလေအသင်ချေတရားနာတဲ့ပုဂ္ဂိုလ်ဟာဘဏ္ဍကဘာအပေမလားတာဒါဆိုဒုပိသတ်တွေအပေသွားမဲ့ပုဂ္ဂိုလ်ပါလားငရင်နဲ့ပါမဲ့ပုဂ္ဂိုလ်ပါရဲ့လားငရင်နဲ့ပါမဲ့ပုဂ္ဂိုလ်တွေကဘယ်လိုပုဂ္ဂိုလ်တွေတရားမနာတဲ့ပုဂ္ဂိုလ်တွေအပြင်းကြီးပြီးတော့လိုက်ကနေပြီးတော့ကြီးတဲ့ပုဂ္ဂိုလ်တွေရှင်မရလည်းမလာတော့ဘူးတဲ့တပည့်တော်ကအေးဆေးတဲ့နာလို့ရပြီတဲ့ဖုံးရှိရင်နာရပြီတဲ့ဝင်းခဲ့အောင်ရေးဝင်းခဲ့အောင်တော့လောက်ကြတာအခုမြန်မာနိုင်ငံအသီးသီးကဟောဒီပွဲကြီးဘာလို့တော့ကြည်နေကြတယ်အားလဲအားကြနေကြတယ်အားလဲအားတက်နေကြတယ်ဝမ်းလဲဝမ်းသာနေကြတယ်မသိရတဲ့တရားတွေသိရမတွေ့ရတဲ့ပရိသတ်တွေတွေ့ရမှန်ရလားဗျာအင်မတန်ကျေးဇူးများတယ်တရားပွဲမင်းညာကကြည့်လိုက်တော့လိုက်ပေါင်းကြည့်တဲ့လူပေါင်းပရိသတ်9000ကျော်တယ်အခုဒီတဲ့ပရိသတ်9000ပြည့်ပါမလားဟိုမှာအပြင်ကနေပြီးတော့ကြည့်တဲ့ပရိသတ်အများကြီးပဲမှန်ရလားဗျာဒါကြောင့်မလို့လာမဲ့2019နောက်ပိုင်းလေးမှာဘယ်ကစားပြီးတော့ကြောက်เสียအကောင်းဆုံးဆိုတော့ရန်ကုန်မှာဆိုရင်တော့တကုံရှိတကုံတောင်တကုံမြောက်တကုံစိတ်ကန်းနဲ့ကြီးညာထားတာနော်နေပြည်တော်မှာဆိုရင်တော့ပြင်မနာတဲ့
မန္တလေးမှာဆိုရင်85 86ရဲ့အရှိဘက်ကြမ်းကြမ်းကြီးတယ်ဘလောက်ထိလုံးမှာလို့ဆိုဘကိုးကနေအထက်ဟိုပန်းပူတာအိုထိပါတဲ့တို့ပိတယုံလားဘုံဘုံကယုံတယ်ဘာလို့ဘုံဘုံကယုံတော့ဆိုတော့ဘုံဘုံတို့အခုသခိုင်းမြို့နယ်တွေကရွာတွေလေဝက်လက်ရွှေဘိုဓာတ်ကောင်ကြောင်မြောင်ဟိုးဘက်ထိမြေတွေပြတ်တာမြေတွေပြတ်တော့ဘုံဘုံရွာပြန်ပြီးမေးတယ်ဟဲ့ဒီမြေတွေကဘာဖြစ်လို့စားပေါက်တာတော့မြမဓာတ်မြေဩဇာမြမဩဘာနဲ့ရောမရနိုင်ဘူးလားမေးတယ်မရတော့ဘူးဖေရတဲ့ဘာကြောင့်မရတာတော့အင်ဒိုနီးရှားငရင်လှုပ်လိုက်တဲ့ဆူနာမီကြောင့်ဟောဒီသခိုင်းကနေပြည်ကြီးနားတက်လျှောက်မြေကျောတွေဘာဖြစ်တော့ပြတ်တယ်စားပွက်တာတဲ့အဲ့ဒီအင်ဒိုနီးရှားကနေဟိုးကချင်ပြည်နယ်ထိအောက်ကလှိုင်ကောင်းရှိတယ်တဲ့ဗျာဘာရှိတာတဲ့တော့အခုတို့မကွေးရလဲပြိတ္တိမင်းဝန်တောင်နဲ့ပါလားပါဘူးမင်းဝန်တောင်တန်းကအနောက်ဖက်မှာအဲ့ဒီတောင်တန်းကြီးအောက်ကပြက်ရွှေကျော်ငရင်လှုပ်ရင်အဲ့ဒီမြို့တွေဘယ်ထက်ရောက်သွားမှာအောက်ထက်ရောက်သွားမှာကြောက်ရှာကောင်းတယ်နော်ဒါကြောင့်လွန်ခဲ့တဲ့2009လောက်ကဖြစ်ခဲ့တဲ့ဆူနာမီငရင်ဟာဘုံဘုံတို့ရဲ့ရွာတွေမှာဧက2000ကျော်ပျက်စီးတယ်ဘာမှလုပ်မရဘူးဆူနာမီရေတွေပွက်လို့ဒါဆိုရင်ပရိသတ်ရဲ့ငရင်လှုပ်နိုင်ခြေရှိတာနဲ့လှုပ်နိုင်ခြေမရှိတာဘာကများဘုံဘုံဟိုအင်းဝလို့ခေါ်တဲ့မြို့နားလေးကဈေးကြိုရွာမှာညဟောတယ်ဥပိန်နားလေးကတောင်တမန်ဆိုတဲ့ရွာလေးမှာဟောတယ်အဲ့ဒီဟောနေတဲ့အချိန်ပြိတ္တိစိတ်ထဲမှာဖြစ်လာတဲ့တခုကငရင်လှုပ်တော့မယ်နဲ့တူတယ်အဲ့ဒီမတိုင်ခင်2ရက်ကဥပုံနဲ့ကဘုံဘုံကဓမ္မယုံနေလိုက်ပြီးတော့ငရင်ကာကွယ်တဲ့ဂါထာဟိုမုံရွာတန်ဗုဒ္ဓေဘုရားရဲ့ဗဟိုမန်တိုင်းမှာကပ်ပြီးတော့ရေးထားတဲ့ကြီးပြားတွေနဲ့ရေးထားတဲ့ဂါထာအဲ့ဒီဂါထာလေးဘုံဘုံကစာရွက်ကလေးလှုပ်ပြီးတော့ဘာလို့တော့ဝေတာပေါ့ဘာကိုကြောက်လို့တုံးဆိုတော့ငရင်ကြောက်လို့အဲ့ဒီတောင်တမန်မှာပြိတ္တိဟောနေတုံးရှိသေးတယ်လေခိုးတွေကြီးတွေအပင်မှာငြိမ်ငြိမ်မနေဘူးအဲ့တော့ငြိမ်ငြိမ်မနေတော့ဘုံဘုံကဘာလို့တော့ငရင်လှုပ်တော့မယ်နဲ့တူတယ်ဒါနဲ့ဘုံဘုံကယောဒေတိဒေဝဒေဝကံဓမ္မမကဖလန္တရောတခေါက်ယောသေးတယ်လေငရင်ကြီးကဘာလို့တော့လှုပ်တာပိဋကထပြေးမယ်လို့တော့ပတ်လေအသစ်ပင်နေဟဲ့မပြေးနဲ့နမိတ်ဟဲ့လက်ရတောင်ကျွန်းဩဘာနမိတ်ထွန်းအောင်မီလို့ဩဘာအောက်ခိုင်းတာတော့ဘာအောင်နေတော့မသိဘူးနော်အောင်မီလို့တော့ဩကြတာပဲအကုန်အေးဒုပိသက်တွေငရင်မလှုပ်နိုင်လားလှုပ်နိုင်လားဗျလှုပ်နိုင်တဲ့အခြေအနေတွေရှိနေသည့်အတွက်ဒါကြောင့်ဒုပိသက်တွေကြောက်ရမှာလားမကြောက်ရမှာလားဘယ်နဲ့ချိန်လောက်လှုပ်ပြီးတော့2019ထဲမှာနော်တော်သလင်းဒီဘက်သတင်းကြိုဒဇောင်မုံနတ်တော်ခဏလှုပ်တာဒုပိသက်တွေငရင်လှုပ်တဲ့အချိန်သိလားဗျာသိတာနဲ့မသိတာအေးမသိတဲ့ပုဂ္ဂိုလ်ကကံကောင်းတယ်တဲ့သိတဲ့ပုဂ္ဂိုလ်ကအကုသိုလ်ကြီးလို့တဲ့ပလင်မောအခုလှုပ်တဲ့အချိန်တိုင်းဖုံဖုံကဘာဖြစ်တော့သိနေတာတတိနဲ့နေလို့ဘာနဲ့နေလို့တော့ဒုပိသက်တွေကတတိထားတာအလုံးလိုက်ဆိုမယ်ငါချောက်ခွန်ဝဲရေတွေကြည်လို့ရှစ်ဆုံးမြေကြီးလှုပ်လိမ့်မယ်ကိုယ်ဝဲမြေခါသွက်ရန်လို့အကျဉ်းစာကြီးလှုပ်လိမ့်မယ်သုံးကိုစင်ဆောင်ငါကိုထိန်လို့ကစိန်ကြီးကိုကြော်ကြမယ်ကြော်ကြကွယ်ဒါကြောင့်ပေါ်ခဲ့တဲ့အတိတ်တွေနမိတ်တွေဓာတ်ပေါင်းတွေကမှန်နေပြီမမှန်ဘူးလားမှန်လား2015 2016 2019ရေကြီးတယ်
2010ငရင်ပါပါလို့တဲ့2019မှာကြံကြံကြီးလုံနိုင်တဲ့တတိထားတာမှန်ရလားဗျဘုရားတရားသံဃာယရဏမြတ်3ပါးလက်ကင်ထားတဲ့ပုဂ္ဂိုလ်တွေငရင်နဲ့ပါပါမလားဘာကိုဆောင်3ကိုဆောင်ဘာကိုထိန်3 5 ဘာတော့ဖယားကိုယ်ွယ်တကိုးကျွယ်အပေမကြနိဗ္ဗာန်ရာတရားကိုယ်ွယ်ပညာကျွယ်အပေမကြနိဗ္ဗာန်ရာတန်ခါကိုယ်ွယ်စီစိန်ကျွယ်အပေမကြနိဗ္ဗာန်ရာမှန်ရလားဖယားကိုယ်ွယ်ရင်ဘာကြီးမယ်တကိုးကြီးမယ်တရားကိုယ်ွယ်ရင်ဘာတတ်မယ်ပညာတတ်မယ်တန်ခါကိုယ်ွယ်တော့ဘာဖြစ်မယ်စီးစိမ်အဲ့တော့တချို့မြို့တွေတချို့နယ်တွေမှာလေတန်ခါတွေကိုမကြည်ညိုဘူးလားကြည်ညိုလားအဲ့တော့ကြည်ညိုလို့မာတိကမာတာလို့ခေါ်တဲ့အတိုင်းပဲပြိတ္တရောက်လာသမျှတန်ခါရောက်လာသမျှအာဂန္တုကိုလိုလေသည့်မရှိအောင်ပြုစုထောက်ပံ့လှူဒန်းတာကတို့ပြိတ္တမကွေးဗျနေ့လေကစွန့်ပွဲလေအပြည့်ပဲမို့လားဘယ်တော်ကြီးများနေ့လေကအပြည့်ပဲမို့လားလာသမျှတန်ဃာတွေကတ်တယ်လူတန်းတယ်ဖုံးပေးနိုင်အောင်တချို့အိမ်တွေဘုန်းကြီးတွေမကြွဘူးလားကြွဘုန်းကြီးတွေကြွတဲ့အခါမှာအဲ့ဒီအင်ရှင်တွေကကောင်းတာလုပ်တာနဲ့မကောင်းတာလုပ်တာပါများကောင်းတာကြံတာနဲ့မကောင်းတာကြံတာပါများကောင်းတာပြောတာနဲ့မကောင်းတာပြောတာပါများဒါကြောင့်အိမ်မှာတန်ဃာကြွတော့စီစိန်တိုးတယ်ဒါတော့ပတ်ဝန်းကျင်ကဘာပြောအမလေးတဲ့အဲ့ဒီအိမ်ကလည်းကြီးပွားမှာပေါ့တဲ့အောင်မြင်မှာပေါ့တဲ့တိုက်တွေစောင့်နိုင်မှာပေါ့တဲ့သူတို့အိမ်ကဘုန်းကြီးတွေကြွတာကိုပြောသေးနော်ဘုန်းကြီးတွေကြွတာစီးစိမ်တိုးဖို့အတွက်ဆိုဖះဟောနဲ့မမှန်ဘူးလားမှန်လားဘာဖြစ်တော့မကောင်းတဲ့အကုသိုလ်တွေမလုပ်တော့ကြစိတ်ကလေးဖြူစင်တန့်ရှင်းလာတော့စီးပွားရေးလူမှုရေးကျန်းမာရေးအကုန်အဆရအစဉ်ပြေတော့အိုတတိုင်းလေးခံနိုင်ပြီတိုင်လေးတဲနိုင်ပြီအိမ်သားလေးတွေစောင့်နိုင်ပြီအဲ့ဒါပတ်ဝန်းကျင်ကဘာပြောတုံးဆိုတော့လုံနိုင်မှာပေါ့သူ့အိမ်ကဘယ်ဘုံကြီးကြွတာဘုံကြီးကပေးတယ်လို့ဟုတ်လားအဲ့တော့တန်ခါအိမ်ကြွရင်ဘုံကြီးရှိခိုးကုသိုလ်တိုးဘုံကြီးဝချကုသိုလ်ရဒါကြောင့်တန်ခါကိုးကွယ်ရင်ဘာကြွယ်တာတဲ့တို့ဒါကြောင့်သူများအိမ်တန်ခါကြွရင်ကိုယ်အိမ်လည်းတန်ခါကြွအောင်ပင့်ပေါ့ကိုယ်တိုင်ကတော့တန်ခါကိုမကြည်ညိုနိုင်ရောက်လာတော့လေကြာနာကခင်မပေးသူများအိမ်ကြွလာတဲ့တန်ခါကြတော့တောင်ပြောမြောက်ပြောဟိုပြောမဟုတ်ဘူးလားဟုတ်လားအေးဒုဗေဒတ်တွေအဲ့ဒါပုထုဇနောဩမတကောဣဒ္ဓသဘောပြန်ပြောများထိုခွေးနှင့်တူဤခွေးဟူတုံကလှမလားနေဟိနာဥက္ကအမျက်လို့ရှင်ပြိုအိုမြင်လေမြင်သမျှသွားကိုပြ၍ဒေါသလိုက်စုဟိန်ညူစုဤဣဒ္ဓမေစရိယများရင်ခွေးနဲ့တူတယ်ဘာနဲ့တူတာခွေးဆိုတဲ့တတ္တဝါကဘုံကြီးလို့သိရလားသိလဲရှင်လို့လူအိုလို့လူပြိုလို့ကလေးလို့ခွေးဆိုတဲ့တတ္တဝါအပြိုအိုဘုံကြီးရဲ့လို့မသိမြင်သမျှသွားကိုပြပြီးတော့ဟိန်နဲ့ဟောင်းနဲ့ညူစုတယ်ဣဒ္ဓတရားတွေလက်ကင်ထားတဲ့ပုဂ္ဂိုလ်မစ္စရိယတရားတွေလက်ကင်ထားတဲ့ပုဂ္ဂိုလ်ကကြည်ပါလားကောင်းမတရားပွဲလာတာများဝက်စားလာတာနော်ဖယ်သွားတာတဲ့တရားဝဲလာတာသူ့ဝိချင်နာဝဲမှာပုဂ္ဂိုလ်နဲ့ဆိုင်လားကြည့်သွားတာကအလှူတဲ့ဝဲစားထားတာကမင်းသမီးရှုံးနေကိုနဲ့ဆိုင်လားအလုံးလိုက်ဆိုသူပြိုသူခံသူဇတ်သူကသူကိစ္စမို့ကိုကဝေပံတုံမပြန်နဲ့တန်တရာကပြောလိမ့်မည်သူပြိုသူခံသူဇတ်သူကသူကိစ္စမို့ကိုကဝေပံတုံမပြန်နဲ့တန်တရာကပြောလိမ့်မည်ဘယ်သူပြောမှာ
မလီအေးတို့စိုက်ပြိုးရဲပြောင်းလာတဲ့အရာရှိပေါ့ကတော့လေသိကြတာသိလားဘယ်သူတွေပြောတာအိဒါမစ္စရိယာများနေတဲ့ပုဂ္ဂိုလ်ကစားပြန်ပြီသွားပြန်ပြီလာပြန်ပြီနေပြန်ပြီထိုင်ပြန်ပြီဘုန်းကြီးတောင်မှလေအမလီအဲ့ဒီကိုယ်တွေတရားဟွင်ပေးရများသေးတယ်အမေလုပ်သေးတာလူမပြောနဲ့ဘယ်သူပါဝေဖန်တော့မှန်ရလားဗျာဘာများတဲ့ပုဂ္ဂိုလ်တွေအိဒါရှိရမယ်တရားလားပယ်ရမယ်တရားလားတတိထားတာသဘောပေါက်လားဒါကြောင့်တို့မြန်မာနိုင်ငံမှာကတ်တွေလဲစိုင်းနေတယ်ကန်တွေလဲထိုင်နေတယ်ကန်တွေထိုင်လို့ကတ်တွေစိုက်တာသုံးပါးကိုစောင်းတယ်ဖရာတရားတန်ခါယရဏမြတ်သုံးပါးကိုအမြဲမပြတ်စိကကိုယ်ွယ်နေရင်အဲ့ဒီကတ်တွေကလွန်နေလွန်မြောက်တယ်ငရင်ဘေးတွေကကာကွယ်တယ်မှန်ရလားဗျသုံးကိုစင်ဆောင်ငါးကိုထိန်လို့ငါးပါးသီလဘယ်နှပါးသီလသူအသက်မသက်နဲ့သူဥစ္စာမကိုနဲ့သူတစ်ပါးသမယာမစောကားမနဲ့လိန်ညာမပြောနဲ့သေရည်သေးရဲ့မတော့သုံးနဲ့ဘယ်နှပါးတော့အဲ့ဒီငါးပါးလုံကြုံရင်ကဲသောကပြောတဲ့ငရင်ဘေးတွေကမလွတ်နိုင်ဘူးလားလွတ်နိုင်လားဒါကြောင့်လွတ်နိုင်မှာဖြစ်တဲ့အတွက်ဒါကြောင့်ဒုပိသက်ဒီအဲ့ဒီ၅ပါးသီလကိုလုံခြုံအောင်ထိန်းကြဟောဒီလိုကရုဏာရှင်များနာမှုကူညီအသင်ရောက်တာနဲ့ချင်းသက်သေးလားချဘိုးသက်သေးလားမှုသားပြောသေးလားခိုးရောခိုးသေးလားတရားဝဲပြီးတာနဲ့ဒုပိသက်တွေဖဏပြောက်တာဘယ်နှယောက်ရှိမချဘူးသူနော်ဒီလောက်လူပေါင်းမြောက်များစွာကရုဏာရှင်များအသင်ကဖဏပြောက်လို့တဲ့ကြားဘူးလား19နှစ်ပြည့်မြောက်တောင်ရှိသွားပြီကရုဏာရှင်များသွားတာငါတို့ဖဏပြောက်ခဲ့တယ်လို့မရှိတော့ပြိတ္တရဲ့အဲ့ဒီကံတွေကမလုံခြုံဘူးလားလုံခြုံလားမှန်ရလားဗျာဒါကြောင့်သူအတ္တတတ္တသူ့ဥစ္စာကိုဓာသူတစ်ပါးသားမယားဇောကားတာလိန်ညာပြောတာသေရတရက်တောက်သုံးတာအဲ့ဒီကံတွေလုံရင်ငရင်ဘေးကကွယ်တယ်ဘာဘေးကကွယ်တယ်ဘုပိသတိငရင်ကာကွယ်တဲ့ဂါထာလေးရကျင်လားဗျနာကျင်သေးလားဗျနာကျင်ပင့်ပေါ့နာကျင်ပါတဲ့ရောက်ချင်းနောင်တော်ကြီးကဟောတော်မဟောရသူညီလေးတဲ့ဘတ်သားကမဲနောက်နှစ်ဘယ်ရက်ရတော့နဲ့လာပြေဝန်းကျင်နောင်တော်ကြီးလာပြေဝန်းကျင်မအားဘူးခင်ဗျာတို့ဒီရက်ကွာတဲ့ဆိုတော့4 5 2020မှာဘယ်ရက်တော့ဘာတော့မလေးတို့ကလည်းရီးကြီးနာပဲပြောကနန်းကိုမပြောရဲအောင်ကြာနာပဲနတော်လာပြေကျော်4ရက်5ရက်အဲ့ဒါပြောတာတခါပြောတခါကြီးတခါပြောတခါကြီးနဲ့ကနန်းက10ခွက်လောက်ရှိနေအဲ့ဒီထက်ကကန်စွတ်ပြီးပေါက်လာတော့အမလီဟောတာမှန်းတာတော့ဖြစ်ပြန်ရောမှန်ရလားအဲ့တော့နောင်တော်ကြီးကလာမဲ့နဲ့လဲချင်းမြင်ပေးအောင်ဆိုတော့ဘုံဘုံတို့လူသားတိုင်းကိုကူညီနေတဲ့အသင်းအဖွဲ့ဘုံဘုံတို့ကလည်းမေတ္တာစေတနာရှိထားပြီးတော့ပြိတ္တကြီးဟောဖို့ညွန်ပြဆရာတာဝန်တဲ့ဟောဖို့ပြောဖို့ကဘယ်သူတာဝန်ဟောဖို့ပြောဖို့ကဘယ်သူတာဝန်လူဖို့တန်ဖို့ကဘယ်သူတာဝန်သိပြီးတာပါဟုတ်တယ်မလားဒါဒီယာသီမို့ဗျကျန်တဲ့ယာသီဆိုရင်ဘာတွေလိုအောင်ပါလဲပန်းကားတွေလိုအောင်ပါတယောက်ကိုတစ်လုံးတယောက်ကိုတစ်လုံးဆိုရင်ပြည့်ပြီတော့တာနော်ဟုတ်ဘူးလားဟုတ်လားဟောဖို့ညွန်ပြလူဖို့တန်ဖို့ကသိပြီးတာပါဒါကြောင့်မို့လို့မိုးညင်တန်ဗုဒ္ဓေဇေဒီတော်ကြီးရဲ့ဘဟုမတ်နိုင်မှာကတ်ထားတဲ့ငရင်ကာကွယ်တဲ့ဂါထာဘယ်နှခေါက်လောက်ချပြီးရင်ရမလဲ3ခေါက်သိကြပြီနော်3ခေါက်ထက်ပိုးမချအလုံးလိုက်ဆိုမယ်ယောဒေတိဒေဝဒေဝကံဓမ္မမကဖလန္တတောနမမိတံ
အရဟံမဂံနောတောပါလေတုပါတုရဟောတစ်ခေါက်ရပြီနော်ယောဒေတိဒေဝဒေဝကံဓမ္မမဂဖလန္တရောနမာမိတံအရဟံမဂံနောတောပါလေတုပါတုရဟောဘယ်နှခေါက်ရပြီဘယ်နှခေါက်ကြံသေးတယ်ပြန်ဆိုမယ်ယောဒေတိဒေဝဒေဝကံဓမ္မမဂဖလန္တတောနမာမိတံအရဟံမဂံနောတောပါလေတုပါတုရဟောဘယ်နှခေါက်ရပြီအလုံးဆိုမယ်ဆိုခိုင်းလို့မရရင်ကွယ်တာဝန်မယူဟန်ကြတာဗျာမရတာသိတဲ့ဘောကြတာဝင်းခိတ်အောင်တို့ပိုးတဲ့ဘောကြမှာဘုံဘုံမစင်ကြာကပြေးပေးမယ်မနှက်ဖငါကြတစ်ချက်ကို200နဲ့ရောင်းအိမ်နေကြောင်းနေမထိခိုက်အောင်ကတ်ထားရတယ်နော်အဲ့တော့တန်ဖိုးတွေစီတီတော်ကြီးမပြိုကွက်မပြက်စီးရအောင်လို့ဆိုပြီးတော့ဒုဗိသက်တွေဖုံဖုံရဲ့ page မှာဖုံဖုံရဲ့ Facebook မှာအဲ့ဒီကာထာတင်ထားတယ်နော်ဒါပေမဲ့အမှတ်တက်မဲ့ပဲမို့လားအဲ့တော့ဝင်းခဲအောင်မနှက်ဖငါကြအေးဖိုးတရွက်ကို၄ချမ်းချမ်းပြီးတော့တစ်ချမ်းကို100နဲ့ရောင်းရင်မနှက်ဖငါတသိမ့်မကဘူးရမှာငရင်ကာကွယ်တဲ့ကာထာတစ်ခေါက်ပြန်ဆိုမယ်ယောဒေတိဒေဝဒေဝကံဓမ္မမဂဖလန္တတောနမာမိတံအရဟံမဂံနောတောပါလေတုပါတုရဟောဒါကြောင့်မြမပြည်မှာဖြစ်ပေါ်လာမဲ့ငရင်ဘေးတွေကာကွယ်စေဖို့အတွက်တတိထာတာနေကြပါမနေသင့်လားနေသင့်လားတတိမေ့တာနဲ့တတိရှိတာဘာများရှေးတုန်းကပကံနေပြီးတော့မှအမျိုးသမီးတွေကပြိတ္တရဲ့ထမင်းချက်ရင်းနဲ့သင်ညိုကြကြတာစိတ်ပိုင်းစေတသိက်ပိုင်းပကိန်းပိုင်း3ပိုင်းရတယ်တဲ့ထမင်းချက်ရင်းနဲ့စာကြတာထမင်းချက်ရင်းနဲ့ဗါတဲ့သင်ညိုဘယ်နှပိုင်းရ3ပိုင်း4ပိုင်းဟဲ့ညီသင်ညိုရပြီလားငါ9ပိုင်းကုန်ပြီညီသရာရောလားငါသရာပြီးပြီအနိတိကာကျော်ရောငါပြီးပြီအေးမှန်ရလားအခုဒုဗေသက်တွေဟောဒီဂါထာလေးသေးသေးလေး3ခေါက်4ခေါက်ခြားတာတောင်းမှာတတိထားတာဒါပဲမှန်ရလားဗျာရပြီလားကဲတူတူဆိုမယ်နော်အားလုံးတူတူဆိုယောဒေတိဒေဝဒေဝကံဓမ္မမဂဖလန္တတောနမာမိတံအရဟံမဂံနောတောပါလေတုပါတုရဟောယောချတာဘုန်းကြီးကြီးပါဇက်ကလေးလှုပ်ယုံလေးကဲနောက်တစ်ခေါက်လောက်ရသွားအောင်နော်ပါဇက်ထဲဆွဲသွားအောင်အော်မနေ့ကစာရွက်လေးဝေရင်လည်းပဲဟိုကြည့်နိုင်အောင်ပေါ့အခုတို့ရှင်ပေါ်လာမှာပါသူ့ဘာနဲ့သူပေါ်လာလိမ့်မယ်နော်အဲ့တော့တစ်ခေါက်လောက်ကလေးအလုံးတူတူဆိုမယ်ယောဒေတိဒေဝဒေဝကံဓမ္မမဂဖလန္တတောနမာမိတံအရဟံမဂံနောတောပါလေတုပါတုရဟောမြမပြည်မှာဖြစ်ပေါ်နေတဲ့ဘေးရန်အန္တရာယ်တွေကကာကွယ်နိုင်အောင်တဲ့ဒုဗိဒ္ဓတွေတတိထားတာသွားတာလာတာနေတာထိုင်တာစားတာတောက်တာဝါတာမျိုးတာပြင်တာစင်တာအဝဝတာခေါင်းဖီတာကအစဒုဗိဒ္ဓတွေဘာရှိဖို့လိုတာတတိရှိဖို့လိုတာတတိကဘယ်နှပါ
ဘာတွေကာယ ानु ပဒနာတတိပဋ္ဌာန်ဝေဒနာ ानु ပဒနာတတိပဋ္ဌာန်စိတ်တ ानु ပဒနာတတိပဋ္ဌာန်ဓမ္မာ ानु ပဒနာတတိပဋ္ဌာန်တတိပဋ္ဌာန်ဘယ်နှပါပါဠိလိုပြောတော့ကာယဝေဒနာစိတ်ဓမ္မာလို့ဘယ်နှပါရတာမြန်မာလိုလိုက်ပြီးတော့ဆိုကြည့်ကြရအောင်ကိုယ်အပေါ်မှာမှတ်တာရဲ့ခံစားမှုကိုမှတ်တာရဲ့စိတ်ကိုမှတ်တာရဲ့သဘောတရားကိုမှတ်တာရဲ့ဘယ်နှပါဒါကြောင့်ဘုံဘုံတို့မနေ့ကပြောခဲ့တဲ့ပြိတ္တရဲ့တရားလေးကဗါတဲ့ဟုတ်ဘူးလေအုံနောက်ထဲကလားခန္ဓာကိုယ်ကလားစိတ်ကူးတွေကလားတင်းကြပ်ကြပ်နဲ့ပါသူများသိအောင်ပြောရခက်တယ်ဝေဒနာတဲ့လေးပါအခုဘယ်နှပါနဲ့ကြိုက်တော့အုံနောက်ထဲကလားဆိုရင်ဓမ္မာနုပဒနာတတိပဋ္ဌာန်ခန္ဓာကိုယ်ကလားဆိုရင်ကာယ ानु ပဒနာတတိပဋ္ဌာန်စိတ်ကူးတွေကလားဆိုရင်စိတ်ဓာ ानु ပဒနာတတိပဋ္ဌာန်တင်းကြပ်ကြပ်နဲ့ပါဆိုရင်ဝေဒနာ ानु ပဒနာတတိပဋ္ဌာန်သူများသိအောင်ပြောရခက်တဲ့ဝေဒနာတွေလေးပါဆိုတာအဲ့ဒါတရားအထုတ်တဲ့ယောဂီမှန်ရလားဗျာဘယ်နှပါတော့ပန်လင်ကံအာဘုဇိတဝါဥဇုံကာယံပဏိဒါယတင်ပလင်ခွေထိုင်းဘယ်ဘက်လက်ကလေးပေါ်ညာဘက်လက်ကလေးတင်ခါကလေးဆန်းဆန်းရရန်ထားခေါင်းကလေးတဲတဲမမထားမျက်လုံးလေးသာသာရရမိတ်လေကလေးရှူသွင်းလိုက်လို့ဝမ်းပိုက်ကြီးဖောင်းတော့ဖောင်းတယ်လေလေးဆိုင်တို့လို့ဝမ်းပိုက်ကြီးပိန်ကြသွားရင်ပိန်တယ်မမှတ်ရဘူးလားဘာကိုမှတ်တာကိုမှတ်တာမှတ်ရလားဗျကဲတရားမှတ်တဲ့ပုဂ္ဂိုလ်တိုင်းဘယ်ဘက်လက်ပေါ်ညာဘက်လက်တင်ဘယ်ဘက်လက်ပေါ်ညာဘက်လက်တင်ဘာကြောင့်ဘယ်ဘက်လက်ပေါ်ကိုညာဘက်လက်ကတင်ရတာလဲသိဖို့မလိုဘူးလားဘာကြောင့်တင်ရင်လို့တင်ဒါကြောင့်ဘယ်ဘက်ကရှင်မမောက္ခလံကိုစားပြုတယ်ညာဘက်ကရှင်သာရိပုတ္တရာကိုကိုစားပြုတယ်ဘယ်ဘက်လက်ကိုဖုံးအုပ်ဆိုတာကရှင်မမောက္ခလံတကူမပြားနဲ့ဖုံးအုပ်ထားပါညာဘက်လက်ကဖွင့်ထားတယ်ရှင်သာရိပုတ္တရာပညာကိုဖွင့်တကူကိုအုပ်ပညာကိုဖွင့်တကူကိုဟုတ်အခုဘုံဘုံတို့သင်္ကန်းရဲနေလေဒါပါတော့ဒီဘက်ပခုံးကဘာတော့ဘယ်ဘက်ပခုံးသင်္ကန်းရမ်းလိုက်တော့ဒီပေါ်မှာဘာလုပ်ထားတော့ဖုံးအုပ်ထားတယ်ဒီဘက်လက်မောင်းကြီးကဘာလုပ်ထားဖွင့်ထားတာဒါကြောင့်ဟောဒီဘက်ပခုံးငါရှင်သာရိပုတ္တရာကိုစားပြုတယ်ပညာကိုဖွင့်တကူကိုအုပ်ဒီဘက်ကဘယ်သူတော့ရှင်မမောက္ခလံကတကူပြတော့ပြိဋိတကူကိုဖယားကဘာလဲတော့မပြရသင်္ကန်းရမ်းနဲ့စနစ်နော်ကြားဘူးလားဟမ်အရင်တော့သိလားအခုတန်ဃာတွေပခုံးတစ်ဖက်ပေါ်ပြီးတော့ပြိဋိအုပ်ထားတဲ့အဓိပ္ပာယ်ကတကူကိုအုပ်ပညာကိုဖွင့်ဘယ်ဘက်လက်ကိုအုပ်ညာဘက်လက်ကလေးတင်ဘယ်ဘက်လက်ကဘာလဲတော့ရှင်မမောက်ကလည်းညာဘက်လက်ကအရင်တော့ကထိုင်တာပဲမို့လားတရားဘာဖြစ်လို့ဘယ်ဘက်လက်ပေါ်ညာဘက်လက်တင်တာလဲဆိုတဲ့အဖြေကိုတို့နှစ်ပေါင်း19နှစ်ကျင်းပခဲ့တဲ့ဒကာကြီးတွေရောသိလားဗျာသိပါဘူးဖေဟာတတိထားတာမှန်ရလားဗျာပညာကိုအုပ်တကူကိုဖွင့်ပညာကိုရက်ချတာဒီကသေချာလေးလွဲလားမလွဲလားဆိုတာလေတတိထားလားမထားလားဆိုတာအဲ့ဒါလေးစမ်းတတ်တာတတိထားတာတကူကိုပညာကိုတကူကိုပညာကိုပိုင်နာဟိသိမသွားဘူးလားဒါကြောင့်တရားထိုင်တဲ့အခါဘယ်ဘက်လက်ပေါ်ညာဘက်လက်တင်းနေဆိုတဲ့အဓိပ္ပာယ်လေးတွေဒုပိတသိသွားပြီ
ဖောင်းနေပိနေလို့ကာယ ानु ပဒနာကိုမှတ်တာအဲ့ဒါလို့မှတ်လို့10မိနစ်15မိနစ်မိနစ်20ကြာလာတော့ဗါတဲ့ခုနကချယ်ရီတင်းရဲ့တင်းကြက်ဘာလိဖြစ်လာထုံနာကျင်နာကြိုက်တာခဲတာရာတာယနာပူတာအေတာတောက်တာတင်းတာပြော့တာမာတာတွေမမှတ်ရဘူးလားခံစားမှုကိုမှတ်တာဘာကိုမှတ်တာဘုံဘုံတို့ရိတ်တာကတကြံတိုင်းဆိုရင်တော့ပြိတ္တိသီလရှင်50လောက်နဲ့တန်ခါ200လောက်ဝတ်တယ်အဲ့ဒီဝတ်တော့လူငယ်လူရွယ်တွေကိုပြိတ္တိဘာလို့တော့ကျင်းတယ်ထုံတယ်ကြိုက်တယ်ရားတယ်ရနဲ့ပူတယ်အေးတယ်တောက်တယ်တင်းတယ်တရားစစ်တာဘာစစ်တာတရားစစ်တော့ကောင်းလေးတယောက်ကပြိတ္တိတရားလာလျှောက်တယ်ဘုံဘုံနာထိုင်ပြီးတော့တပည့်တော်တရားမှတ်ရင်နဲ့ဖေဟာကျင်နာတယ်လို့မှတ်ပါတယ်ဖေဟာတဲ့ဟိုကျင်နာကတခုနာတာကတခုခွဲမလျှောက်တော့လေဘာလဲကျင်နာတယ်ဟဲ့နေအောင်กว่าကောင်းလေးမင်းဘစုကျင်နာတာတော့မှန်ရလားဗျာဒါကြောင့်လေတရားအထုတ်တယ်ဆိုတာယောဂီ3မျိုးရှိတယ်ယောဂီဘယ်နှမျိုးတော့သဒ္ဒါယောဂီရဲ့ဇရာယောဂီရဲ့ဘယယောဂီရဲ့ဘယ်နှပါ3ပါနော်တရားတရားထက်တန်လို့ဆိုပြီးတော့လာတဲ့ယောဂီကငယ်ရွယ်နှုပြိုနေတဲ့အချိန်ကအဲ့ဒါတရားယောဂီယောက်ျားနဲ့အစင်မပြေလို့မိန်းမနဲ့အစင်မပြေလို့ညီကိုမောင်နှမနဲ့အစင်မပြေလို့ဆိုတဲ့ရောက်လာတဲ့ယောဂီကဘယယောဂီအိမ်မှာထမင်းမချက်နိုင်လို့ဟင်းမချက်နိုင်လို့အိမ်မှာအသုံးမကြလို့ရိတ်တာအိုမရောက်လာတဲ့ယောဂီကဇရာယောဂီဘာယောဂီတွေများတော့သိပြီးတာပါမှန်လားဗျာလာတာကလည်းပြိတ္တိနာမည်ကဒေါ်ထိုင်းနဲ့နာမည်ကဘယ်သူတဲ့ဘာဖြစ်လို့အဲ့ဒီနားထိုင်လာတဲ့ဒေါ်ထိုင်းဆိုတဲ့အမျိုးသမီးတယောက်ကတရားလာနာတယ်တရားလာထိုင်တယ်တရားလာအထုတ်တယ်တန်ခါငယ်တွေကဘုံမရိတ်တာမှာဘုံမအောက်ကကိုတော်လေးတွေကဟောတယ်ပေါ့သက္ခုရူပေနတံဝါတာရာကပုဒ္ဒံဝိဇာယတိမြင်ရင်မြင်တယ်မှတ်ကြားရင်ကြားတယ်မှတ်နားရင်နားတယ်မှတ်ထိရင်ထိတယ်မှတ်မဟုတ်လားဟုတ်လားမြင်သိစေရနေစားပဲလို့ဒိဋ္ဌာမလွဲရှုသံကွယ်ဒုက္ခမြင်ယုံမရဖဲနဲ့ဆင်းရဲကိုလည်းရှုရတယ်ဤသို့ရှုလျင်ဝိပဿနာဖြစ်လို့မြင်သိပြက်လို့ပွားနိုင်တယ်အဲ့ဒါမှနိဗ္ဗာန်စက္ကန့်အထတန်တလန့်နိုင်ပါတယ်မြင်ရင်မြင်တယ်မှကြားရင်ကြားတယ်မှထုံရင်ထုံတယ်မှကိုက်ရင်ကိုက်ရင်မှခဲရင်ခဲတယ်မှတန်ခါငယ်တွေပြိတ္တိတရားဟောကြတဲ့အခါတော်ထုံးဒေါ်ထိုင်းနောက်နေ့တရားနာမလာဘူးတရားနာမလာတော့တို့ဓမ္မကြီးဒေါ်ထိုင်းဖေရဟမ်တရားနာဘာလို့မတတ်တာတော့အသက်ကြီးမှအရှင်ဘုရားတို့ပဲစဉ်းစားကြည့်လေကိုတော်တို့နေ့လေဟောနေတဲ့ပေါက်တက်ကရတရားတွေမဟာစီဆရာတော်ဘုရားကြီးရဲ့တရားကို तू ကဘာတရားတဲ့ဟဲ့ဓမ္မကြီးဖေရဘလို့ပေါက်တက်ကရတရားတော့ဓမ္မကြီးရဲ့ကိုတော်စဉ်းစားကြည့်တပည့်တော်အသက်အခု80ကျော်80နီးပါးရောက်ပြီတဲ့ကိုတော့နားဆက်ဆရာတွေဟောတာတဲ့ဟဲဘာတရားတော့ဓမ္မရဲ့တပည့်တော်အဲ့ဒီစိတ်တွေကုံလို့ရိတ်တာရောက်တာဖေဟောဗျာတဖြည်းဖြည်းနဲ့အချိန်ကတက်လာကိုတော့စဉ်းစားကြည့်တဲ့တူတူလေးကပ်ပြောကိုတော်တွေဟောနေတာလေတဲ့တခါလာလဲကိုတော်တို့ကလင်စိတ်သားစိတ်တန်ခါငယ်တွေဟောတာကမြင်စိတ်ကြားစိတ်ဒေါ်ထိုင်းကြားတာကကဲစဉ်းစားတာကြည့်ဒါနဲ့မဟာစီဆိုတော့တရားစစ်တယ်ပေါ့တရားစစ်တယ်ဟိုရှေးတုန်းကဘုန်းကြီးတွေကတော့မမေးဘူးလေလာပြီးရောက်လိုက်ကိုယ့်ဘာသာကိုကဲရှောက်ဒီတိုင်းလေးအခုခေတ်လူငယ်တန်ဃာတွေကခေတ်ဓမ္မတွေကိုနားလည်အောင်ကဲဓမ္မကြီးဘာပေါ်တော့ရှောက်တော့ထိုင်သွားပြီးတော့ငါကြီးဘာပေါ်တော့ရှောက်တုတ်ဆိုထားဟာခက်ပြီဟဲ့ဒီဓမ္မနဲ့တော့ခက်ပြီနောက်နေလေဒေါ်ထိုင်းလှုပ်လေးချီပြီးတော့ရောက်လာတာပါပဲရှေ့ကဲဒေါ်ထိုင်းဖေရှောက်တုတ်ဆိုထားဖြစ်တော့နောက်တရကြသူ့ယောဂီတပည့်ကြီးကိုလက်နဲ့ဖိထားကဲဓမ္မကြီးရှောက်
ဆိုတော့ဓမ္မကြီးကပြောရှာလှုပ်ကိုတော့လှုပ်မလှုပ်ဘူးဗျာကဲခင်ဗျခဏရှောက်ကိုရှောက်ရမယ်ခဏတရားရှောက်ဓမ္မကြီးကတိုးတိုးလေးကပ်ပြောတယ်သူများကြားရင်လေသူကရှက်တော့လေကိုတော်တဲ့စဉ်းစားကြည့်တဲ့လုံးအောင်ထိုင်မှဘာပေါ်မှာတော့ကိုတော်ရဲ့ရွတ်တော်ဟာယွင်ယိုခွေရိုင်းနွယ်လို့ချေမိုင်တန်တဲ့လက်ချေတုံးနေထိုင်မတဲ့ရက်တွေကုန်ပြီအသက်မသေးုံကြမ်းမာတော့အသက်ကကြည့်ပြီးမျက်စိကမှုံပြီးခါကကိုက်ပြီးနားကထိုင်ပြီးအိုမင်းမစွမ်းအချိန်ရောက်လာမှရိတ်သားရောက်တော့တရားရနိုင်မှာမလားဒကမကြီးဖေရဈဉ္ဉံလျှောက်ဒူးနာတဲ့ကိုတော်ရဲ့ပြီးရောဒကမကြီးဖေရတရားကောင်းကောင်းထိုင်လေခါနာတဲ့ကိုတော်ရဲ့ဒါနဲ့ဦးဇင်းတို့ရိတ်သားဟာလူအိုယုံတာတာပါပဲလို့မဟုတ်လေဘုံဘုံကပြောတယ်လေဘုံဘုံအောက်ကတပည့်တွေအေးတို့လာသမျှလက်ခံကွာမဟုတ်လေတို့မန်းလေးမှာလူအိုယုံမှမရှိတာကြီးအခုရိတ်သားတဲ့ရှိတာကဂျိုဂျိုးနေရွက်ပဲနဲ့အိုနာဂျိုးခန်းတွေကြီးပဲရှိတာမှန်လားဗျာထုံနာကျင်နာကြိုက်တာခဲတာယာရာယာနာပူရာအေရာတောင်းနာတင်းနာပြော့တာမာတာတွေမှတ်တာကဝေဒနာနုပဒနာတတိပဋ္ဌာန်အဲ့ဒါလိုမှတ်တော့စိတ်ကူးပြီးစဉ်းစားပြီးတွေးတော်ပြီးကြံစီပြီးစိတ်လွင်ပြီးစိတ်ထွက်ပြီးစိတ်ပြေးပြီးအငြိမ့်နေလားနေပါဗျာဓမ္မကြီးဖေရတရားထိုင်လို့ကောင်းလိုက်တာကိုတော်ရဲ့ပြောမနေနဲ့ကိုတော်တို့ရိတ်တာရောက်မှငြိမ့်တာဖေရအဲ့ဒါသေးကြတယ်ညာတာကောင်းလားထိုင်လို့ကောင်းလားကောင်းတယ်လေပြောသေးအဲ့ဒါကောင်းတာလားမှန်ရလားဗျာကောင်းတယ်ဆိုရင်ကြောက်ရွံ့ကြီးချထားသလိုငြိမ်ငြိမ်လေးပြိတ္တိကုတ်တော့လေကုတ်ချင်တယ်မြောက်တော့မြောက်တယ်ကုတ်လိုက်တော့ကုတ်လိုက်တယ်မှတ်နိုင်လားအခုတော့လေတရားထိုင်တယ်လည်းနဲ့အမှတ်ပါလားအမှတ်တွေလွတ်မနေဘူးလားဗျဒါကြောင့်စေကူတာစဉ်းစားတာတွေးတောတာကြံစည်တာတွေလိုက်ပြီးတော့မှမှတ်ရမယ်အခုတော့လေတရားထိုင်တာကဓမ္မယုံနဲ့မှာတို့ယောဂီများတရားကိုရှာရိတ်တာလူထားစိတ်ကားအိမ်မှာတို့ယောဂီများတရားကိုရှာထမုံကင်းဟုံကင်းယောပလီထမုံကင်းတော့ဟုံကင်းတော့မှန်လားဗျပြောတော့မင်းကောင်းလိုက်တာဖယားတဲ့ကြည့်လိုက်တော့じゃဘာလို့တော့ပြုံကြီးဘာလို့တာတော့ဆိုတော့စဉ်းစားတာမှန်ရလားဗျာအဲ့တော့ဆိုလိုချင်တဲ့အဓိပ္ပာယ်ကစိတ်ဆိုတာတဏှာထဲမှာနေလားစိတ်ဒေနာနေရတဲ့လောကကြီးကိုစိတ်ဒေနာစိတ်ဒီနေရတဲ့ဥဆောင်ဤစိတ်ဆိုတာသွားနေတာသွားနေတဲ့စိတ်ကိုပြိတ္တရေပေကုံမော်တင်ခြီတိုင်းလေးမှာခြီတတိပဋ္ဌာန်ခြီတိုင်းလေးမှာအငြိမ့်နေလားအိုးရောက်လိုက်ဒီရောက်လိုက်စိတ်ထွက်လိုက်စိတ်ပြေးလိုက်စိတ်ကူးလိုက်စဉ်းစားလိုက်ပြီးတော့အတိပေးနေရင်မှတ်ပေးနေရင်တတိထားနေရင်ဘာတတိပဋ္ဌာန်စိတ်တာနုပဒနာတတိပဋ္ဌာန်ကိုမှတ်တာကဘာတတိပဋ္ဌာန်ကာယ ानु ပဒနာတတိပဋ္ဌာန်ထုံနာကျင်နာကြိုက်တာခဲတာမှတ်တာကဘာတတိပဋ္ဌာန်ဝေဒနာ ानु ပဒနာတတိပဋ္ဌာန်စိတ်ကူးစဉ်းစားတာကဘာတတိပဋ္ဌာန်ဘဏ္ဍပါကာယဝေဒနာစိတ်တာအဲ့ဒီတတိပဋ္ဌာန်သုံးပါမှတ်နေတော့မှမဖောင်းနဲ့ပြောလို့ရရဲ့လားမပိန်နဲ့ပြောလို့ရရဲ့လားမထုံနဲ့မကျင်နဲ့မကိုင်းနဲ့မခဲနဲ့မရနဲ့မရနဲ့မပူနဲ့မအေးနဲ့မတောင်းနဲ့မတင်းနဲ့မပြောနဲ့မမနဲ့အခုခေတ်လူငယ်တွေရဘာဆိုတာလောက်ကတော့ဘုန်းကြီးတို့ပြင်းတောင်ပြင်းသေးတယ်ဟုတ်တယ်မလားတန်းပြီးဝိပဿနာကိုဘာလို့တော့ရပင်ရွတ်ပြတာထုံနာကျင်နာကြိုက်တာကြဲတာရတာရနာပူတာအေးတာတောင်းတာတင်းတာပြောတာမာတာစေကုတာစဉ်းစားတာတွေးတော့တာကြံစီတာဟုတ်တယ်နော်သူတို့ရပင်ရွတ်တာလောက်ကတော့ဘုန်းဘုန်းတို့လည်းဝိပဿနာကိုရပင်ရွတ်လို့ရတယ်မှန်ရလားဗျာအဲ့ဒီဖောင်းမှုပိန်မှုအပေါ်မှာမဖောင်းနဲ့လို့ပြောလို့မကျင်နဲ့လို့ပြောလို့စိတ်မကူးနဲ့လို့ပြောလို့ဒါကြောင့်ပြောဆိုလို့မရတဲ့အတွက်ဒါကြောင့်မြဲတဲ့သဘောတရားလားမမြဲတဲ့သဘောတရားလားမမြဲတဲ့သဘောတရားဆိုရင်နှိမ့်စားလို့ခေါ်မလားအနှိမ့်စားလို့ခေါ်မလား
ဘယ်သူကပြောတာခန္ဓာကပြောတာတရားနာလို့သိတာလားကိုယ်တိုင်ထိုင်လို့သိတာလားစာအုပ်ဖတ်လို့သိတာလားကိုယ်တိုင်မှတ်လို့သိတာလားမထုံနဲ့မကျင်နဲ့မကိုင်းနဲ့မခဲနဲ့မရနဲ့မရနဲ့လို့ပြောလို့ရရဲ့လားစင်းရဲလို့လားချမ်းသာလို့လားစင်းရဲလို့ဆိုရင်ဒုက္ခလို့ခေါ်မလားဒုက္ခလို့ခေါ်မလားဘယ်ကပြောတာခန္ဓာကပြောတာတရားနာလို့သိတာလားတရားအထုတ်လို့သိတာလားသူများပြောလို့သိတာလားကိုယ်တိုင်မှတ်လို့သိတာလားဒုက္ခဘယ်ထဲမှာခန္ဓာထဲမှာအနိစ္စဘယ်ထဲမှာခန္ဓာထဲမှာထုံမှုကျင်မှုကိုက်မှုခဲမှုရမှုရမှုပူမှုအေးမှုတောက်မှုတင်းမှုပြော့မှုမာမှုတွေကိုတားမြစ်လို့ရလားပိတ်ပင်လို့ရလားကွယ်ကန့်ကွက်လို့ရရဲ့လားအစိုးရလို့လားအစိုးမရလို့လားအစိုးမရလို့ဆိုရင်အတ္တလို့ခေါ်မလားအနတ္တလို့ခေါ်မလားအနတ္တဆိုတာသူများပြောတာလားခန္ဓာကပြောတာလားတရားနာလို့သိတာလားကိုယ်တိုင်အားထုတ်လို့သိတာလားအနိစ္စဆိုတာခန္ဓာထဲမှာဒုက္ခဆိုတာခန္ဓာထဲမှာအနတ္တဆိုတာခန္ဓာထဲမှာအနိစ္စရဲ့ဒုက္ခရဲ့အနတ္တရဲ့အဲ့ဒီ၃ပါးသိသွားရင်ဓမ္မာနုပဒနာတတိပဋ္ဌံဘာတတိပဋ္ဌံဓမ္မဆိုတာတရားဓမ္မဆိုတာတရားဆိုတာသဘောတရားဆိုတာသဘောဆိုတာသဘာဝသဘောဆိုတာဖောင်းနာပိန်နာကိုကလှုပ်တာလားသဘာဝထုံနာကျင်နာကိုကလှုပ်တာလားသဘာဝစိတ်ကူးစဉ်းစားတာကိုကလှုပ်တာလားသဘာဝသဘာဝကိုမြင်ရင်သဘောကိုမြင်တယ်သဘောကိုမြင်ဓမ္မကိုမြင်တယ်ဓမ္မကိုမြင်တော့ဓမ္မာနုပဒနာတတိပဋ္ဌံသဘောမြင်ကဥဒယဝရမြင်နိုင်သည်အဖြစ်နဲ့အပြက်ကိုသိတယ်ဉာဏ်ဘာဉာဏ်ဥရိယကဖြစ်တာဝရကပြက်တာအဖြစ်နဲ့အပြက်ဘာလို့ရင်သိတာစိတ်ပရိစိတ်ယုံနဲ့သိလားပဋ္ဌာန်းယုံနဲ့သိရလားပရိတ်ယုံနဲ့ဒုပိဋ္ဌတ်တွေသိရလားဒါကြောင့်ဒုပိဋ္ဌတ်တွေအယုရှောင်ကြပါအသားများစားကြပါအယုကသွားကြညက်တယ်တဲ့အယုကဝါချညက်တယ်အခုဘာကျွေးနေတာအသားကျွေးနေတာမှန်ရလားဗျာရွတ်ဖတ်မှုတွေနဲ့တင်အချိန်ကုန်မနေနဲ့တတန်းတိုလေးမှာခက်ခိုမလောက်ကြနဲ့တတန်းကအတူကြီးလားရှည်ကြီးလားတတန်းတိုတဲ့ခေကြီးထဲမှာပြိဿလူတွေဘာဖြစ်တော့ငယ်သေးလို့တဲ့အကြောင်းပြချက်ကဘာတဲ့ဒါကြောင့်အခု40 50 60အောက်ကအရွယ်တွေရိတ်တာတော့သွားတယ်စဖီဆွဲပြီးတော့ပြန်ငါရိတ်တာရောက်နေတယ်စဖီဆွဲပြီးပဲသွားပြန်သွားတာအခုတရားပွဲလေတချို့များပြိဿခဏလေးရှိရဟန်ဆောင်ပန်းဆောင်လေးရှေ့ပိုင်းလာထိုင်ပြီးတော့ဘာလေးဆွဲတော့စဖီဆွဲပြီးတော့ရိတ်တာကြလာအခုရိတ်တာမှာဒုပိသက်တွေတက်ကြီးရွယ်အိုရဲ့လို့ဘာဖြစ်တော့သူတို့လည်းပုတ္တာနဲ့တင်ပြောနေကြပြီမှန်ရလားဗျာဒါကြောင့်အနိစ္စဒုက္ခအနတ္တလက္ခဏာရေး၃ပါးထင်မြင်သွားအောင်ဘယ်သွားတင်တာတော့ရိတ်တာဒါကြောင့်လင်္ကာလေးလိုက်ဆိုကြရအောင်ပေါ်တိုင်းမပြတ်ရှုမှတ်နေလျင်ယုတ်နံနှမျိုးကြောင့်ကြိုသည်မြင်မမြဲစင်ရဲ့ဉာဏ်နဲ့ပေါ်လွင်အနတ္တတရားနိဗ္ဗာန်မြင်ပေါ်တိုင်းမပြတ်ရှုမှတ်နေလျင်ယုတ်နံနှမျိုးကြောင့်ကြိုသည်မြင်မမြဲစင်ရဲ့ဉာဏ်နဲ့ပေါ်လွင်အနတ္တတရားနိဗ္ဗာန်မြင်အလုံးဆိုကြည့်ကြရအောင်ပေါ်တိုင်းမပြတ်ရှုမှတ်နေလျင်ယုတ်နံနှမျိုးကြောင့်ကြိုသည်မြင်မမြဲစင်ရဲ့ဉာဏ်နဲ့ပေါ်လွင်အနတ္တတရားနိဗ္ဗာန်မြင်နောက်တစ်ခေါက်လောက်ပေါ်တိုင်းမပြတ်ရှုမှတ်နေလျင်
ယုံနာနှမျိုးကြောင့်ကြိုးသိမြင်မမြဲစင်ရဲ့ဉာဏ်နဲ့ပေါ်လွင်အနတ္တတရားနိဗ္ဗာန်မြင်ကြပြလေးရပြီလားကဲဆိုကြည့်မယ်တူတူပေါ်တိုင်းလိုက်ကကြည့်နေတဲ့လူတွေတော့ပြောတော့မှာပဲပြောတော့မယ်ပွဲကအကြီးကြီးတယ်အခုဒီကြပြလေးရှစ်လုံးပွဲကြပြလေးမြိုင်လေးတောင်မရဘူးဆိုရင်ဟန်ကြပါမလားကဲဒီကြပြလေးဗဇက်ထဲဆွဲသွားအောင်ချအောင်မယ်နော်အလုံးလိုက်ဆိုပေါ်တိုင်းမပြတ်ရှုမှတ်နေလျင်ပြန်ရှင်းပြမယ်နော်ပေါ်တိုင်းမပြတ်မလက်တရဇက်ရှုမှတ်နေရင်တဲ့ရုပ်နဲ့နာမ်သိတယ်တဲ့ဘာနဲ့ဘာသိတာအဲ့တော့ဖောင်းနာကယုတ်သိတာကနံပိန်နာကယုတ်သိတာကနံထုံနာကယုတ်သိတာကနံကျင်နာကယုတ်သိတာကနံယုတ်နဲ့နံကွဲရင်နာမရူပပရိစ္ဆေဒဉာဏ်နာမကနံရူပကယုတ်ပရိစ္ဆေဒကပိုင်းခြားသိတာမှန်ရလားဗျာစာအုပ်ဖတ်လို့သိလားပတိစိတ်လို့သိတာလားဘာလို့သိတာအဲကြောင့်တရားထိုင်လို့ပေါ်တိုင်းမပြတ်ရှုမှတ်နေလျင်ယုံနာနှမျိုးကြောင်းကြိုသည်မြင်အကြောင်းအကျိုးဘာနဲ့ပါအကြောင်းအကျိုးဖောင်းနာကအကြောင်းသိတာကအကျိုးပိန်နာကအကြောင်းသိတာကအကျိုးအကြောင်းနဲ့အကျိုးကွဲတယ်ဘာလို့တရားထိုင်လို့အလုံးပြန်ဆိုကြရအောင်ပေါ်တိုင်းမပြတ်ရှုမှတ်နေလျင်ယုံနဲ့နှမျိုးကြောင်းကြိုးသိမြင်မမြဲစင်ရဲ့ဉာဏ်နဲ့ပေါ်လွင်မမြဲဘူးတဲ့ဆင်းရဲတယ်တဲ့ဘယ်ထဲပေါ်တာမြဲတယ်ဆိုရင်တို့ချီတော်ကြီးပြင်ရပါမလားကိုရပါမလားမှန်ရလားဗျမြဲတယ်လို့တွေ့တာလားမမြဲဘူးလို့တွေ့တာလားမမြဲစင်ရဲ့ဉာဏ်နဲ့ပေါ်လွင်မမြဲတာကအနိစ္စဆင်းရဲတာကဒုက္ခဘာဖြစ်တော့မမြဲဆင်းရဲဉာဏ်နဲ့ပေါ်လာတာကအနတ္တမှတ်ရလားဗျမမြဲဆင်းရဲဉာဏ်နဲ့ပေါ်လွင်အနတ္တတရားနိဗ္ဗာန်မြင်ဗျာတပည့်တော်ရိတ်သားရောက်မှာဒူးတွေနာလိုက်တာဗျာစိုးကအရှိတရားကိုတတိမထားလို့မမြင်ရတာအိမ်မာနေတော့ငါသားဘူးသမီးဘူးစီးပွားအပူချွေးမအပူတွေနဲ့များနေတော့တတိမရှိတော့လေခန္ဓာကိုယ်ရဲ့အဖြစ်အပျက်ကိုသိရလားမှန်ရလားဗျာအဲ့တော့ခန္ဓာကိုယ်ရဲ့အဖြစ်အပျက်မသိရတော့ရိတ်သားရောက်တော့မှတတိကလေးထားကြည့်လိုက်တော့ဩဒူတွေကနာခါတွေကနာဇက်ကြောတွေတက်ခုပ်ပိုးတွေတက်ဟဲ့ပေးတယ်ငါထွန်းရွှေဝါလေးနည်းနည်းလောက်ရိတ်သားရောက်တော့ဘာလို့တော့ထွန်းရွှေဝါတွေဥဆိုင်နေမိခတိတွေရိတ်တာမှာစေးအယောင်ကောင်းဆုံးကိုပြောပါဆိုရင်လိန်စေးရိတ်တာမှာစေးအယောင်ကောင်းဆုံးကဘာတော့အဲ့ဒီထုံနာကျင်နာကြိုက်တာခဲတာတွေကိုဓမ္မယုံကနေထွက်သွားရင်အဲ့ဒါတွေရှိသေးလားဘယ်ချိန်မှရှိတာထိုင်နေတော့မှရှိတာအဲ့ဒါဘာကြောင့်သိတာတုံးဆိုတော့တမာတိကြောင့်သိတာအဲ့ဒါကိုတမာတိကြောင့်သိတယ်လို့သဘောမပေါက်ဘူးဘာလို့တော့ထွန်းရွှေဝါတွေလိမ့်အဲ့တော့လိမ့်တော့ဘာဖြစ်လောင်တဆင့်တက်လာတယ်အရေးပြားတွေပူပြီးတော့ပေါက်တော်ပေါ့ကိုရိုရိုရိတ်တာများနောက်တတ်တာမှတ်ရလားဘုံဘုံကလည်းလေအခုမကွေးပရိသတ်ကိုဖိတ်ပါတယ်ဘုံဘုံရိတ်တာက12ဧကကျဲတယ်ဘယ်နှဧကတော့အလုံးလိုက်ဆိုမယ်ဖိတ်ခေါ်စံမရစေတရားလာနာတဲ့ယောဂီတွေဘယ်လာတာမန္တထဲကလူပဲပါမယ်ဟိုဘွားခုံမွားထိုင်နေတဲ့လူကြီးတွေမပါဘူးဖိတ်ခေါ်စံမရစေတရားလာနာတဲ့ယောဂီတွေမန္တလေးမြို့တော်ကျွဲစေကနာကကြော်ကြပါတဲ့ဤထာနေချမ်းမြအောင်စီရိတ်သားကြီးက
ဘာရိတ်တာချမ်းမြဆိုတာကချမ်းမြတာယာရက်ကွက်ကနာမည်ကိုယူတာအောင်ဆိုတာကဖွင့်လိုက်ရင်အောင်မြင်ရမယ်ဆိုတဲ့အဓိပ္ပာယ်စီဆိုတာကမဟာစီမှန်ရလားဗျဒါကြောင့်ချမ်းမြအောင်စီမဟာစီကျွဲစေကံကာကွင်းရဲ့အနောက်ဖက်ပြန်ဆိုမယ်ဖိတ်ခေါ်စံမရစေတရားလာနာတဲ့ယောဂီတွေမန္တလေးမြို့တော်ကျွဲစေကံနာကကြော်ကြပါတဲ့ဤထာနေချမ်းမြအောင်စီရိတ်တာကြီးကအိယာထမင်းပေးလှူနေအိယာထမင်းပေးလှူနေအိယာထမင်းပေးလှူတာဒုဣတာကဘေးသက်ရေဖရိကျွေးတာဘာကျွေးတာရေဘိုးလည်းမတောင်းဘူးမိဘိုးလည်းမတောင်းဘူးစွန်းဘိုးလည်းမတောင်းဘူးဖရိဘာလဲတော့ဗျာဖရိဆိုတာဘယ်အလကားကျွေးပါမတော့ဖရိဆိုတာဖူးကုသိုလ်ဖြစ်ကျွေးတာအမဲတရားမထိုင်ဘယ်ကျွေးပါမတော့ဖရိဆိုတာဖူးကုသိုလ်ဖြစ်ကျွေးတာတရားထိုင်တဲ့ပုံကိုယ်တွေကိုဖရိကျွေးတာမှန်ရလားဗျစနေဧကကျဲတဲ့ဓမ္မယုံကနှလုံးရှိတယ်အခုစွန်းစားကြောင်းကနှစ်ထပ်ဘုံဘုံမဟာဇောတိကစွန်းစားကြောင်းကြီးစတော်ဘုရားကြီးလွန်တော်မူပြီးတော့စောက်လိုက်တာအခုတစ်ထပ်ပြီးသွားပြီသိန်း3000လောက်ကုန်တယ်တစ်ထပ်ကြံသေးတယ်ဗျမှန်ရလားရေတွင်းက9ခုအခုတစ်ခုရောစောက်နေတာဆိုတော့လေဘုံဘုံကအခုဓမ္မစကူတွေဖွင့်လိုက်ဖို့ဆိုပြီးတော့မြေကွက်ကြီးတော့ရှိတယ်ဘာကြီးတော့ရှိတော့သိတော့မကျဲပါဘူးမြေကွက်ကလည်းပြိတ္တိပေ900ပတ်လည်လောက်ကျဲတဲ့မြေကွက်အလွတ်ကမြေကွက်ပဲရှိသေးတာဓမ္မစကုဖွင့်ဖို့ကပလံကတော့ချထားပြီးသားမှန်ရလားဒါကြောင့်အိယာလည်းပေးတယ်ထမင်းလည်းကျွေးတယ်အစားလည်းကျွေးတယ်တရားလည်းပေးတယ်ပြန်ဆိုမယ်ဖိတ်ခေါ်စံမရစေတရားလာနာတဲ့ယောဂီတွေမန္တလေးမြို့တော်ကျွဲစေကနာကကြော်ကြပါတဲ့ဤထာနေချမ်းမြအောင်စီရိတ်တာကြီးကအိယာထမင်းပေးလူနေအရေးရေဆုံးလျံအရေးရေဆုံးလျံကြောင်းကန်စီရည်ဝဲကြောင်းအဆောက်အဦပေါင်း80ကျော်ရှိတယ်မိကြီး9သိန်းကျော်ရှိတယ်မိကြီးရှာရတာကို9သိန်းကျော်တဲ့တလားဒါကြောင့်ပြိတ္တိဘာလို့တုံးလိတ်ကောင်းထွက်အောင်ဩနေရတာဟိုမလေးစီးစက်ကြရအယုတ်ထင်တယ်ဗျတိတကူဆရာတော်ဘုရားကြီးကမိပရိသပင်တပင်ကို6သိန်းသိန်းပေါင်း9000ခဏပြည့်မှာသိန်းပေါင်းဘယ်လောက်တဲ့တော့အများကြီးပဲလေခဏပြည့်မှာဖုံဖုံတို့ရိတ်တာကြတော့အဲ့ဒီအရှိန်ဝါလောက်မကြီးတော့ကြတော့တပတ်နဲ့တပတ်တလနဲ့တလလေအလင်းမမီအောင်ကိုရှာရတာပြီးကြတဲ့ဘက်ကဘုံဘဝခကြီးထွက်သွားတော့ရိတ်တာကညီတော်မောင်ကနောင်တော်ကြီးတဲ့အေးပြောဒီအပတ်မီးကြီးဆောင်စရာမရှိလို့တပည့်တော်စံ12အိတ်ရောင်းလိုက်ပြီတဲ့ဩဖြစ်မှဖြစ်ရလေလို့မြန်မာပြည်လဲမီးဘေးဘာဘေးတော့ဟိုမှာကယာဇတောဝါစောရတောဝါမနုဿတောဝါအမနုဿတောဝါအဂိကဘာပြောမီကဘယ်နာမှာနတ်ဗန်ကယာဇဘာဘေးမင်းဘေးအဲ့ဒါပညာရှိပရောဟိတ်တွေကမင်းပြမင်းတန်တင့်မှာကြောက်တော့ကြပြားစီတော့ကာယံကဘာသွားတော့ရေမီမင်းဟောမင်းကဘယ်ရောက်သွားအလေပို့တာတကယ်တော့မြန်မာပြည်မှာကြောက်เสียအကောင်းဆုံးဘေးကနံပါတ်1ကယာဇဘယ်ပို့ထားရှေ့မှာဟိုကဘယ်ရောက်သွားတော့အလေရောက်သွားရေမီဟောမီကိုဘယ်ပို့တော့စောစောကမီကဘယ်နာမှာငါးမှာနံပါတ်5မီကဘယ်ထိတ်ရောက်သွားအခုမြန်မာပြည်မှာထိတ်ရောက်သွားတာအဲ့ဒါမီတာဗျာမှန်ရလားဗျာဘယ်သူများမီတာတက်လို့ဆိုပြီးစန္ဒပြရဲတော့သိပြီးတာလား
မရလားဗျာဒါနဲ့တရားဘယ်ရောက်သွားဟမ်အော်ရိတ်တာကြီးစနေကကျဲတယ်လာရောက်ပြီးတော့အထုတ်ဖို့ဆိုတော့ပုံကလေပညာဇက်ကရာမတရားဟောနေဖိတ်လိုက်တော့ခဏဒီနှစ်လေယောဂီအသေးအစမ်းကြီးတယောက်ရောက်လာတယ်ဒေါ်နီးတဲ့ဂျိုဂျိုနဲ့ရွက်ပဲ့ခဏမနဲ့ဒေါ်နီးအိမ်မှာပဋ္ဌာန်းပိတ်ပွဲလေးတော်ရှာတယ်ဗျဝါတွင်3လနေသွားတာတို့မကွေးပရိသတ်မကွေးယောဂီဆိုတာအဲ့ဒီတယောက်ပဲရှိသေးတယ်ပြောလိုက်တာရှင်ဗျလာမယ်ဗျငါမောင်လာမယ်နော်ငါတူလာမယ်နော်ငါသားလာမယ်နော်ပြောလိုက်တဲ့ဗဇက်ရွှေဗဇက်ငွေဗဇက်တယောက်မှရောက်မလာဘူးအခုတော့ဒုပိသတိလမ်းပွင့်ပြီမို့လားပွင့်ပြီနော်ပြန်ဆိုမယ်ဖိတ်ခေါ်စံမရစေတရားလာနာတဲ့ယောဂီတွေမန္တလေးမြို့တော်ကျွဲစေကနာကကြော်ကြပါတဲ့ဤထာနေချမ်းမြအောင်စီရိတ်သားကြီးကအိယာထမင်းပေးလို့နေအရေးရဆုံးလျံကြောင်းကန်စီရည်ဝေမအိုမနာမသိလန်းကိုမအိုမနာမသိတဲ့လမ်းကိုပြိတ္တိပို့မှာတဲ့မအိုမနာမသိလန်းကိုတတိပဋ္ဌာန်ကမ္မထံပေးကံနေတိုင်းပဲတဲ့ကြအောင်ဆိုနိုင်ရင်တသိန်းစုချတတိပဋ္ဌာန်ကမ္မထံပေးကံနေတိုင်းပဲအဲ့ဒါကြောင့်လာခဲ့ပါစံဝေကံကြိုးစုံနေဘာကံဝက်လက်ဖက်ကံကံရွှေဘူဘက်ကံကံကညာကံလာဖို့အရေးကြီးတယ်မှန်ရလားလာကြမှာလားဟမ်ကြုံလို့ပဲဝင်နားကျင်လို့ပဲဝင်အိတ်ချင်လို့ပဲဝင်အကုန်ဝက်လက်ကံဘာကံတာတော့ဟုတ်တယ်နော်ကာမမီလို့နောက်ကျသွားလို့မိုးချုပ်လို့ဝင်ကျင်တယ်ဆိုရင်ပုံမရိပ်သားကြီးအကျယ်ကြီးပဲဗျာဒုပိတ္တိဖိတ်ပါတယ်တရားထိုင်ကျင်ရင်လည်းဖိတ်ပါတယ်မှန်ရလားဗျာဒါကြောင့်လင်္ကာလေးဆိုမယ်ပေါ်တိုင်းမပြတ်ရှုမှတ်နေလင်ယုံနှမျိုးကြောင့်ကြိုသိမြင်မမြဲစင်ရဲ့ဉာဏ်နဲ့ပေါ်လွင်အနတ္တတရားနိဗ္ဗာန်မြင်အလုံးတူတူဆိုကြည့်ပေါ်တိုင်းမပြတ်ရှုမှတ်နေလျင်ယုံနှမျိုးကြောင့်ကြိုသိမြင်မမြဲစင်ရဲ့ဉာဏ်နဲ့ပေါ်လွင်အနတ္တတရားနိဗ္ဗာန်မြင်ဆိုကြည့်တကားကာယဝေဒနာစိတ်ဓာတ်လို့ခေါ်တဲ့တတိပဋ္ဌာန်၄ပါးမှတ်လိုက်တော့မမြဲခြင်းအိဋ္ဌဆင်းရဲခြင်းဒုက္ခအစိုးမရခြင်းအနတ္တအနိစ္စဒုက္ခအနတ္တလက္ခဏာရဲ့သုံးပါးထင်မြင်သွားရင်တော့နိဗ္ဗာန်မြင်ပြီတဲ့ဗာမြင်ပြီဒါကြောင့်နိဗ္ဗာန်မြင်နိုင်ဖို့အတွက်ဒုဗိဒ္ဓတွေတရား5မိနစ်ထိုင်ကြရအောင်အလုံးလိုက်ဆိုတင်ပလင်ခွဲကထိုင်နေပါခါမပြောင်းထားမျက်စိမိတ်ခါကောင်းတဲ့ပါဝမ်းမစိတ်ကိုထားမလုံအိမ်တည်းငြိမ်နေစိတ်တွေမလွင်ပါဖောင်းနာပိန်နာစိတ်ဆိုင်ကမပ္ပါယောဂီများဖောင်းနာပိန်နာစိတ်ဆိုင်ကမပ္ပါလူရှင်များကဲလောက်ကလေးပြုတ်တင်ပလင်ခွေထိုင်းလောကထိုင်းပစိတုတ်ထိုင်းလောကထိုင်းခါကလေးစန်းစန်းရရန်ထခေါင်းကလေးတရမမထဘယ်ဘက်လက်ကလေးပေါ်ညာဘက်လက်ကလေးတင်းလို့
လေကလေးရှူသွင်းလိုက်လို့ဝမ်းဖက်ကြီးဖောင်းလာတော့ဖောင်းတယ်လို့မှတ်မယ်လေကလေးရှိုက်ထုတ်လိုက်လို့ဝမ်းဖက်ကြီးပိန်ကျသွားရင်ပိန်တယ်လို့မှတ်မယ်ဖောင်းတယ်ပိန်တယ်ဖောင်းတယ်ပိန်တယ်ဖောင်းမှုရဲ့အစဖောင်းမှုရဲ့အလဲဖောင်းမှုရဲ့အဆုံးပိန်မှုရဲ့အစပိန်မှုရဲ့အလဲပိန်မှုရဲ့အဆုံးအစအလဲအဆုံးသုံးပါးလုံးသိအောင်ပွားပြီးတော့မှတ်ပြီးတော့နေကြရမယ်အဲ့ဒါလိုဖောင်းနေပိန်နေဖောင်းနေပိန်နေလို့မှတ်တာဒီရုပ်ခန္ဓာကိုကြည့်ပြီးမှတရားတွက်တာကြောင့်ကာယ ानु ပတ္တနာတတိပဋ္ဌံအဲ့ဒါလိုမှတ်တော့ထုံနာကျင်နာကြိုက်တာခဲတာရယနာပူရာဣရာတောင်းတာတင်တာပြောတာမာတာတွေမှတ်တာကဝေဒနာနုပတ္တနာတတိပဋ္ဌံဝေဒနာကဝေဒနာအနုကအဖမအချိန်ချင်းထက်တဲ့ပတ္တနာကမြင်အောင်ကြည့်သိအောင်လုပ်တာကိုတော့ဝေဒနာနုပတ္တနာတတိပဋ္ဌံခေါ်သည်အဲ့ဒီလိုဝေဒနာနုပတ္တနာတတိပဋ္ဌာန်မှတ်နေတော့မှစိတ်ကူးလိုက်စဉ်းစားလိုက်တွေးတောလိုက်ကြံစည်လိုက်စိတ်လွင်လိုက်စိတ်ထွက်လိုက်စေးပြေးလိုက်စိတ်ရဲ့သဘောတဘာဝတွေကိုလိုက်မှတ်တာကိုတော့စိတ်ဓာနုပတ္တနာတတိပဋ္ဌာန်ခေါ်သည်စိတ်ဓာကစိတ်အနုကအဖန်ဖန်ချိန်ချိန်ထက်ထက်ပတ္တနာကမြင်အောင်ကြည့်သိအောင်လုပ်တာစိတ်ရဲ့သဘောတဘာဝတွေကိုမြင်အောင်ကြည့်သိအောင်လုပ်တာကိုတော့စိတ်ဓာနုပတ္တနာတတိပဋ္ဌာန်ခေါ်သည်ကာယဝေဒနာစိတ်ဓာတတိပဋ္ဌာန်သုံးပါးမှတ်နေတော့မှဩဒုက္ခန္တာကိုကြီးကဖောင်းလိုက်ပိန်လိုက်ထုံလိုက်ကျင်လိုက်ကားလိုက်ခိုင်လိုက်ရလိုက်ရန်လိုက်ပူလိုက်အေးလိုက်တောင်းလိုက်တင်းလိုက်ပြောလိုက်မားလိုက်မမြဲတဲ့သဘောတရားပါလားမမြဲဘူးဆိုတော့အနိစ္စဆင်းရဲတဲ့သဘောတရားပါကလားဆင်းရဲတာကဒုက္ခဩကိုမပိုင်နဲ့အစိုးမရတဲ့သဘောတရားပါလားအစိုးမရတဲ့အနတ္တအနိစ္စတို့ကအနတ္တလက္ခဏာရဲ့သုံးပါးထင်မြင်သွားရင်တော့အဲ့ဒါဓမ္မာနုပတ္တနာတတိပဋ္ဌာန်ဓမ္မကတရားတရားကသဘောသဘာဝအရှိသဘာဝကိုအတိတရားလေးနဲ့ကဲကြည့်တော့ဓမ္မာနုပတ္တနာတတိပဋ္ဌာန်တဲ့ဒါကြောင့်ကျေးဇူးတော်ရှင်မကြီးဆရာတော်ဘုရားကြီးကိုကျေးဇူးဆက်တော်အပြင်၎င်းကျေးဇူးတော်ရှင်မကွေးဆရာတော်ဘုရားကြီးတို့အားကျေးဇူးဆက်တော်အပြင်၎င်းတရားပွဲပြည့်မြောက်အောင်ဆောင်ရွက်ကြကုန်သောပုဂ္ဂိုလ်အပေါင်းအားကျေးဇူးဆက်တော်အပြင်၎င်းအမိအဘအဖို့ဘွားဆရာသမားတွေကိုကျေးဇူးဆက်တော်အပြင်၎င်းကိုယ်တိုင်နိဗ္ဗာန်မဲ့ဖို့ရတိုးတိုးနဲ့မျက်မှောက်ပြုဖို့ရအလုံးငါ၎င်း9မိနစ်ခန့်မျှတရားထိုင်ကြရအောင်ဗျ